မြန်မာနိုင်ငံ၏ဝိညာဉ်စိုးမိုးမှုနာမည်ကျော်ဘုန်းကြီးကျောင်းမှပဟေလိဆန်သောသေဆုံးမှုများအမှောင်မင်းမူရာညတညအေးချမ်းသာယာလှသောမြန်မာနိုင်ငံအလယ်ပိုင်းမှရွာလေးတစ်ရွာတွင်ဓမ္မရောင်ကြီးဘုန်းကြီးကျောင်းသည်နေ့စဉ်နှင့်အမျှဖျားတရားရွတ်ဖတ်သံများယဟန်တန်ဃာများနှင့်ကျောင်းသားများ၏ပျော်ရွှင်ရမောသံများငြိမ်းချမ်းသောလှုပ်ရှားမှုများဖြင့်ပြည့်နှက်နေခဲ့သည်ရွာသူရွာသားများအတွက်ဘုန်းကြီးကျောင်းသည်ရွာ၏နှလုံးသားစိတ်ဝိညာဉ်၏အရင်းမြစ်တစ်ခုဖြစ်ခဲ့သည်သို့သောထိုညတွင်အရာအလုံးသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပြောင်းလဲသွားခဲ့သည်ဘုန်းကြီးကျောင်းတစ်ခုလုံးသည်တညတာအတွင်းအလောင်းကောင်များပင်လယ်ပြင်တစ်ပွဲဖြစ်သွားခဲ့သည်အော်ဟစ်တန်မရှိခုခံမှုမရှိဒဏ်ရာမရှိဘုန်းကြီးကျောင်းနေသူအလုံးသည်ဖျားကျောင်းဆောင်အတွင်းငြိမ်သက်စွာလဲလျောင်းနေကြသည်နိုးထတော့မည်မဟုတ်သည့်ရှည်လျားသောအိပ်ဆက်ခြင်းတစ်ခုအလားရဲများရောက်ရှိလာတော့လဲတွေဝေသွားကြသည်အစိတ်အတောက်မရှိအကြမ်းဖက်မှုခြေရာမရှိယောဂလက္ခဏာမရှိရှိသည်မှာတိတ်ဆိတ်မှုနှင့်ကြောက်ရွံ့မှုသာဘုန်းကြီးကျောင်းတစ်ခုလုံးအတန်တိတ်သေဆုံးသွားသည်မှာမည်သို့ဖြစ်နိုင်မည်နည်းတက်သေးအရှင်တဦးတယောက်မှမရှိပါကမည်သူကဤအမှုကိုကျူးလွန်ခဲ့မည်နည်းရွာသူရွာသားများသည်လည်းရုတ်တရက်ပါဇက်ပိတ်သွားကြသည်အစွဲအလန်းတစ်ခုကသူတို့ကိုစောင့်ကြည့်နေသလိုမျိုးစုံစမ်းစစ်ဆေးမှုများလုံးဝပိတ်ဆို့နေချိန်တွင်ထိုဘုန်းကြီးကျောင်းတွင်တစ်ချိန်ကနေထိုင်ခဲ့ဘူးသောယဟန်ပြိုဟောင်းတစ်ပါးထံမှထူးဆန်းသောသဲလွန်စတစ်ခုပေါ်ပေါက်လာခဲ့သည်အငင်းပွားမှုများနှင့်လျှို့ဝှက်စွာဖုံးကွယ်ထားသောရန်ညိုးများအကြောင်းဇလန်းတပေါ်ယခုမူဤရာသည်ရာဇဝတ်မှုတစ်ခုသာလားသို့မဟုတ်ပုံမနှဆိုင်သောအမှောင်ထုတစ်ခုပေါ်ပေါက်လာခြင်းလားမုံမလင်းသေးမီမြန်မာနိုင်ငံအလယ်ပိုင်းမှရွာငယ်လေးတစ်ရွာတွင်ရုတ်တရက်အော်ဟစ်တန်များထွက်ပေါ်လာသည်ထိုအော်ဟစ်တန်များသည်လူတို့၏ဒေါသတကြီးအော်ဟစ်တန်များမဟုတ်ပဲလူသားတို့ခံစားနိုင်သောအစစ်မှန်ဆုံးသောကြောက်ရွံ့မှုမှထွက်ပေါ်လာခြင်းဖြစ်သည်ကြက်တွန်တန်နှင့်ရွာသားများ၏မိဖို့ချောင်းမှဇွန်းခွက်တန်များဖြင့်ပြည့်နှက်နေတတ်သောမနက်ခင်းလေထုသည်စိတ်ခဲသောလေးအဖြစ်ပြောင်းလဲသွားသည်ရွာသည်မမြင်ရသောအရာတစ်ခု၏နေနမိတ်တွင်ရက်တည်နေတကဲ့သို့ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ပထမဆုံးဝင်ရောက်သွားသောရွာသားတဦးသည်နိဗ္ဗာန်ဝင်ပစိုးကဲ့သို့ဖြူဖြော့သောမျက်နှာဖြင့်ပြန်ပြေးလာသည်သူအသက်ရှူတန်များမှာသားရဲတကောင်လိုက်ဖမ်းနေတကဲ့သို့မောပန်းနေသည်သူပါဇက်မှထွက်လာသောစကားလုံးများမှာတုံရင်နေတော်လဲရွာရှိအမျိုးသားကြီးများအားလုံးမိနစ်ပိုင်းအတွင်းစုဝေးစေရန်လုံလောက်စွာရှင်းလင်းနေခဲ့သည်အားလုံးတေကုန်ကြပြီးအစပိုင်းတွင်သူတို့မယုံကြည်နိုင်ခဲ့ကြပါဘုန်းကြီးကျောင်းသည်ရွာ၏အသက်သွေးကြောဖြစ်သည်နေ့စဉ်နှင့်အမျှယဟန်ငယ်များ၏ရေမောတန်တရားတော်ရွတ်ဖတ်တန်ဘုံစွန်းချက်ပြုတ်ရာမှအိုးခွက်တန်များတခါတရံမနားတမ်းမြည်နေသောချဲ့ထွင်စပီကာတန်များဖြင့်ပြည့်နှက်နေသည်အသက်နှင့်ပြည့်နှက်နေသောနေရာတစ်ခုသည်တညတည်းနှင့်သေဆုံးခြင်း၏အိမ်ဖြစ်သို့ပြောင်းလဲသွားခြင်းမှာမဖြစ်နိုင်သို့သောသူတို့ဘုန်းကြီးကျောင်း၏ဖျားเจ้าဆောင်တကားကိုဖွင့်လိုက်သောအခါကဘာကြီးသည်လဲပတ်ခြင်းရပ်တန့်သွားသကဲ့သို့အတွင်း၌ရာပေါင်းများစွာသောရုပ်အလောင်းများသည်အိပ်စက်နေသကဲ့သို့တည့်ရက်စွာလဲလျောင်းနေကြသည်သွေးမရှိဒဏ်ရာမရှိမြည်သည့်အကြမ်းဖက်မှုလက္ခဏာများမရှိသို့သောထိုမျက်နှာများသည်ဖြူဖြော့နေကြသည်နှာခမ်းများမှာပြာနှမ်းနေပြီးအချို့သူများ၏မျက်လုံးများမှာမူပွင့်လျက်သားသေဆုံးခြင်းသည်မဖိတ်ခေါ်ဘဲရောက်ရှိလာခဲ့ခြင်းကိုနောက်ဆုံးချိန်ထိမျက်မြင်သက်သေခံခဲ့ရသကဲ့သို့ဤမျှများပြားသောလူအစုလိုက်အပြုံလိုက်သေဆုံးမှုသည်အော်ဟစ်တန်မရှိငိုကြွေးတန်မရှိတဦးတယောက်မှအသက်မကယ်နိုင်ဘဲမြည်တို့ဖြစ်ပွားနိုင်မည်နည်းဘုန်းကြီးကျောင်းနေသူအားလုံးအချိန်တူနေရာတူတွင်အတူတကွသေဆုံးသွားသည်မှာအဘယ်ကြောင့်နည်းထိုမေးခွန်းများသည်လေထဲတွင်မဲမောင်သောမိခိုးငွေကဲ့သို့လွင့်မျောနေသည်ရဲများ2 နာရီကြာတွင်ရောက်ရှိလာခဲ့သည်သူတို့ခြေလန်းလေးလံစွာဝင်ရောက်လာကြသည်ရက်ဆက်ကြမ်းကြုတ်သောလူသတ်မှုများကိုကင်တွယ်ဖြေရှင်းဖူးသောအတွေ့အကြုံရှိရဲအရာရှိများပင်ထိုမြင်ကွင်းကိုမြင်တွေ့ရသောအခါတရွေးမျိုးချခဲ့ရသည်အေးချမ်းသာယာဆုံးနေရာဖြစ်တဲ့သောဖျားเจ้าဆောင်သည်ယခုအခါသူတို့ဝင်ရောက်ဖူးသမျှအကြောက်စရာအကောင်းဆုံးအခန်းဖြစ်နေသည်မှုခင်းစေးဖက်ဆိုင်ရာအရာရှိတဦးကတီးတိုးပြောသည်ဒါကတာမန်သေဆုံးမှုမဟုတ်ဘူးသူမမှားပါအစိတ်သင့်သူများတွင်ပုံမှန်ပေါ်ပေါက်သောတက်ချင်းလက္ခဏာများမရှိဒဏ်ရာများမရှိသွေးမရှိအံဖက်များမရှိဘာမျှမရှိတစုံတဦးသို့မဟုတ်တစုံတစ်ခုကသူတို့ကိုတိုးထိလိုက်ရုံဖြင့်သူတို့၏အသက်များရပ်တန့်သွားသကဲ့သို့ညီသူကလူဆယ်ပေါင်းများစွာကိုခြေရလက်ရာမချမ်းဘဲတပြိုင်နက်တပ်ဖြတ်နိုင်မည်နီးဓာတုလက်နက်အသစ်ရှိနေသလားဤဒီမှာအဖွဲ့အစည်းတစ်ခု၏လက်ချက်လားသို့မဟုတ်ဤဒီမှာလူတို့၏လက်ချက်မဟုတ်ဘူးလားဖျားเจ้าဆောင်သည်ရုတ်တရက်ကျင်းမြောင်းသွားသကဲ့သို့လေထုကရပ်တန့်သွားသလိုရဲများတဦးကိုတဦးကြည့်ကအပြေရှာရန်စ조사နေကြသည်သူ
သို့သောသူတို့တွေ့ရှိခဲ့သည်မှာတူညီသောကြောက်ရွံ့မှုသာပိုမိုထိတ်လန့်စရာကောင်းသည်မှာဤအချက်ဖြစ်သည်သေဆုံးနေသည်ကိုတွေ့ရှိရသောယဟန်ငယ်များအားလုံးသည်ယဟန်ကြီးများဖြစ်ကြသည်ကလေးများ၏ရုပ်အလောင်းများမတွေ့ရဆယ်ကျော်တက်ငယ်များ၏ရုပ်အလောင်းများမတွေ့ရသေဆုံးခြင်းသည်ရွေးချယ်တကယ်သို့မည်သူကမည်သူသေရမည်မည်သူအသက်ရှင်ရမည်ကိုဆုံးဖြတ်သည်အဘဲကြောင့်လူကြီးများသာသားကောင်ဖြစ်ရသည်ကလေးများသည်မြည်သည့်နေရာသို့ရောက်သွားကြသည်ရွာသူကြီးသည်ဖျားเจ้าဆောင်ရှေ့တွင်လက်ပိုက်ရက်နေသည်သူကတီးတိုးပြောသည်ဒါကတာမန်ဖြစ်ရမဟုတ်ဘူးဒါကပြစ်ဒဏ်မည်သူ၏ပြစ်ဒဏ်နီးမည်သည့်အမှားအတွက်နီးအဖြစ်မရှိသေးသို့သောအချက်တစ်ချက်မှာရှင်းလင်းသည်ဤဝမ်းနည်းပွေရာအဖြစ်ပြက်သည်လူအစုလိုက်အပြုံလိုက်တေဆုံးမှုတသက်မဟုတ်ပုံမူကြီးမားသောအရာတစ်ခုသည်အမှောင်ထဲတွင်လှုပ်ရှားနေကြောင်းသတိပေးချက်တစ်ခုဖြစ်သည်လူသားတို့၏ရန်ညိုးဖြစ်စေလူသားတို့မထိတွေ့လိုသောစွမ်းအားတစ်ခုဖြစ်စေထိုမနက်ခင်းသည်ထိုရွာတွင်ဖြစ်ပွားခဲ့ဘူးသမျှအမှောင်မိုက်ဆုံးသောပဟေလိ၏အစဖြစ်လာခဲ့သည်မနက်ခင်းတွင်ရဲများဘုန်းကြီးကျောင်းဧရိယာကိုပိတ်ဆို့လိုက်သည်သို့သောနှွေးထွေးမှုပေးတင်သောနေအောင်ကြီးသည်ဖျားเจ้าဆောင်မှပျောက်ကွယ်မသွားသောအေးဒဏ်ကိုသာပြန်ဟပ်နေသည်နေမင်းပင်ထိုနေရာကိုမထိတွေ့လိုတကဲ့သို့စုံစမ်းစစ်ဆေးမှုစတင်ခဲ့သည်မှုခင်းစေးပတ်ဆိုင်ရာအဖွဲ့ကကရိယာများကိုထုတ်ယူသွေးနမူနာများကိုယူအဆောက်အုံ၏ထောင်တိုင်းကိုစစ်ဆေးလေဝင်လေထွက်များကိုစစ်ဆေးဆေးကြောခန်းရည်ကိုပင်စစ်ဆေးခဲ့သည်အားလုံးကိုအသေးစိတ်စနစ်တကျသိပ္ပံနည်းကျဆောင်ရွက်ခဲ့သည်သို့သောခြေလမ်းတိုင်းသည်ရှုပ်ထွေးမှုကိုသာတိုးဝါးစေခဲ့သည်အစိတ်အတောက်မတွေ့ရဓာတ်ငွေ့ချေရမတွေ့ရလေထဲတွင်အန္တရာယ်ရှိသောဓာတ်ပစ္စည်းများမတွေ့ရခုခံမှုလက္ခဏာမရှိရှည်လျားသောအိပ်စက်ခြင်းလက္ခဏာမရှိကိုယ်ခန္ဓာတွက်ချပါရဖြစ်ခြင်းလက္ခဏာမရှိအကြောင်းမဲ့သေဆုံးခြင်းဘုန်းကြီးကျောင်းနေသူအားလုံးတပြိုင်နက်တည်းနှလုံးရောဂါဖြစ်ခဲ့ကြသည်မှာဖြစ်နိုင်ပါမလားမယုံနိုင်စရာကိန်းဂဏန်းများသည်ထိုမျှရက်ဆက်ခဲသည်ဤဒီမှာဝိညာဉ်ရေးရာအစိတ်တင်ခြင်းလားဆရာဝန်များကထိုသီအိုရီကိုပယ်ချခဲ့သည်ဤဒီမှာလျှို့ဝှက်စမ်းကြဲသောနီလန်းဖြင့်လူအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းလားရဲများကပယ်ချခဲ့သည်သို့သောသူတို့၏မျက်နှာများကအခြားအရာကိုပြောနေသည်ရဲတအူးကတိုးတိုးလေးပြောသည်ဖြည်းဖြည်းဒီနေရာကိုတေခြင်းတရားကရွေးချယ်ပြီးဝင်လာခဲ့တာနှင့်တူတယ်ထိုစကလုံးများသည်လူတိုင်း၏နှလုံးသားထဲတွင်ပဲ့တင်ထက်သွားသည်တစ်ချိန်တည်းမှာပင်ရွာသားများသည်ရဲချံစည်းရိုးအပြင်ဘက်တွင်စုယုံလာကြသည်သူတို့မဝင်ရဲကြဖျားเจ้าဆောင်ကိုညီသူမျှမချင်းကပ်ရဲကြပေဆယ်ပေါင်းများစွာအကွာဝေးမှပင်သူတို့ဝေးရာမှသာကြည်နေကြသည်တီးတိုးပြောဆိုနေကြသည်သူတို့၏အကြည့်များတွင်ကြောက်ရွံ့မှုအပြည့်အမျိုးသမီးတဦးကပါဇက်ပိတ်၍ငိုကြွေးနေသည်ကောင်းမှုကုသိုလ်များသာတင်ကြားပေးသောဘုန်းကြီးကျောင်းသည်ဤသို့အဆုံးသက်ရသည်မှာမည်သို့ဖြစ်နိုင်မည်နည်းထိုမေးခွန်းသည်သူ့အတွက်သာမဟုတ်ထိုမေးခွန်းသည်ရဲများရွာသားများယုံကြည်ခြင်းစင်ကြင်တုံတရားနှင့်ကြောက်ရွံ့ခြင်းအားလုံးကိုတစ်ချိန်တည်းပိုင်ဆိုင်သူတိုင်းကိုထိုးနှက်ခဲ့သည်ထိုရှုပ်ထွေးမှုကြားတွင်စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်သည်ဘုန်းကြီးကျောင်း၏ခိကံများကိုစစ်ဆေးရန်စ조사ခဲ့သည်သို့သောပို၍ထူးဆန်းသောအရာကိုတွေ့ရှိခဲ့သည်အတွက်အားလုံးသည်ခံမှန်းခြေတေဆုံးချိန်3မိနစ်အလိုတွင်ရပ်တန့်သွားခဲ့သည်ပျက်စီးသွားခြင်းမဟုတ်တမင်တကာဖျက်ဆီးထားခြင်းမဟုတ်ဝါယာကြိုးဖြုတ်ထားခြင်းမဟုတ်ဘဲတပြိုင်နက်တည်းရပ်တန့်သွားခြင်းဖြစ်သည်တစုံတရာကကင်မရာများအတွက်သာလျှက်စစ်မီးကိုဖယ်ရှားလိုက်တဲ့ကဲ့သို့အဘယ်ကြောင့်ကင်မရာများသာရပ်တန့်သွားရသည်နည်းမည်သူကဤဖြစ်ရက်ကိုမမြင်စေလိုသည်နည်းကျူးလွန်သူသည်လူလားသို့မဟုတ်နည်းပညာကိုလူသားထက်ပိုနားလေသောတစုံတရာလားရှာဖွေလေဘာမျှမတွေ့လေဤအမှုသည်ထွက်ပေါက်မရှိသောဝင်းကဘာတစ်ခု၏အလယ်တွင်ရပ်တည်နေတဲ့ကဲ့သို့သို့သောစုံစမ်းစစ်ဆေးမှုသည်ယဟန်ပြိုဟောင်းတစ်ပါးရဲစခန်းသို့ရောက်ရှိလာသောအခါလုံးဝပြောင်းလဲသွားခဲ့သည်သူ့ကိုယ်ခန္ဓာတုံရင်နေသည်မျက်လုံးများหนีရဲနေသည်ငိုကြွေးခြင်းကြောင့်မဟုတ်ဘဲမျက်ရည်ထက်ပိုလေးသောအရာကိုထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်သူကအတန်ကျဲကျဲဖြင့်ပြောသည်ဘုန်းကြီးကျောင်းကိုရန်ညိုးထားသူကိုကျွန်တော်သိတယ်ရဲများချက်ချင်းတင်းမာသွားကြသည်ဤဒီမှာသူတို့ပိုင်ဆိုင်သောတခုတည်းသောအစစ်အမှန်တဲလွန်စွာဖြစ်သည်ဘသူလဲဟုစုံစမ်းရေးမှုကမေးသည်ယဟန်ပြိုဟောင်းကအသက်ရှူသွင်းပြီးဖြေသည်ခမားတို့ဘယ်တော့မှမတင်ကြဘူးတဲ့သူယဟန်မဟုတ်ဘူးရွာသားမဟုတ်ဘူးဘုန်းကြီးကျောင်းကလူမဟုတ်ဘူးပြင်ပလူမဟုတ်ဘူးသူကောင်းကုန်သည်သူကနာမည်ကြီးရိုးရာဓလေ့ဆောင်ရွက်သူတဦးရဲ့ဇနီးလူသားတွေမလုပ်တဲ့အရာတွေကိုလေ့ကျင့်သူရဲများတဦးကိုတဦးကြည့်ကြသည်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီးတိတ်ဆိတ်သည်ဟုနာမည်ကြီးသောအမျိုးသမီးအိမ်ပြင်မထွက်သောအမျိုးသမီးသူမသည်လူဆယ်ပေါင်းများစွာကိုတပြိုင်နက်တပ်ဖြတ်နိုင်ပါမလားညီတို့နီးအဘယ်အကြောင်းကြောင့်နီးယဟန်ပြိုဟောင်းကဆက်ပြောသည်
သူမရန်ညိုးထားတဲ့ချဲ့ထွင်စပီကာက24နာရီမြည်နေပြီးသူမရဲ့အတန်ကိုဘသူမှနားမထောင်လို့အယမ်းရန်ညိုးထားခဲ့တာအခန်းတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားသည်ဘုန်းကြီးကျောင်းနေသူအားလုံးသေဆုံးရခြင်းမှာတစုံတဦးကအိတ်မပြောလို့စိတ်နှောင့်ယှက်ဖြစ်ုံတက်ကြောင့်ဖြစ်နိုင်ပါမလားထိုမြသေးငယ်သောရန်ညိုးသည်ဤမြကြီးမားသောတက်ဖြတ်မှုအဖြစ်ပြောင်းလဲသွားနိုင်ပါမလားသို့မဟုတ်ထိုရန်ညိုးသည်ယနေ့ဝမ်းနည်းဖွယ်ရာအဖြစ်ပြက်မတိုင်မီကတည်းကနှဆိုင်စွာအမြင့်တွယ်နေသောပုံမနှဆိုင်သောအရာတစ်ခု၏မျက်နှာဖုံးတက်လာရဲများတစ်ခုကိုဆုံးဖြတ်ခဲ့ကြသည်ဤတေဆုံးမှုများကိုသိပ္ပံဖြင့်ရှင်းပြ၍မရနိုင်ပါကလူသားတို့၏စိတ်ကျန်းမာရေးထက်ကျော်လွန်သောရန်ညိုး၏ဘက်မှအပြေရှာရမည်ထိုအချိန်မှစ၍ရဲများ၏လျှို့ဝှက်စုံစမ်းမှုစတင်ခဲ့သည်ထိုစုံစမ်းမှုကသူတို့ကိုအခြားရွာတစ်ခုသို့ပို့ဆောင်ခဲ့သည်ပြင်ပကဘာသို့မည်သူမျှမပြောပြဘူးသောနတ်မောင်သောလျှို့ဝှက်ချက်များကိုတင်စီထားသောရွာထိုလျှို့ဝှက်ချက်သည်ထိုဒေသသမိုင်းတွင်အနည်းငယ်ဆုံးသောလူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှု၏တဲလွန်စွာဖြစ်နိုင်ပွဲရှိသည်ညနေပိုင်းတွင်ရဲစခန်းမှစစ်ဆေးမေးမြန်းခန်းသည်ထိုမြို့ငယ်လေးတွင်အတိတ်ဆိတ်ဆုံးနေရာဖြစ်သွားခဲ့သည်နီယုံမီချောင်းများမှိန်ပြပြလင်းနေသည်အရိပ်များကနံရံပေါ်တွင်ပြတ်တောက်နေသောမြင်းချောင်းများကဲ့သို့ကြားရောက်နေပြီးလေထု၏ဖိအားကိုတိုးစေသည်ဖာဟန်အမည်ရှိယဟန်ပြိုဟောင်းတစ်ပါးသည်လက်များတုံရင်နေလျက်ထိုင်နေသည်သူ့မျက်နှာမှာကဘာကြီးမှအခြားတတဝါတစ်ကောင်ကိုခုမှမြင်တွေ့လာရသူကဲ့သို့ဖြူဖြော့နေသည်ရဲအရာရှိကသူ့မျက်နှာအမူအရာကိုစစ်ဆေးသည်ကြောက်ရွံ့မှုရှိသည်စိတ်တန်ရာရှိသည်သို့သောအထင်ရှားဆုံးမှာစကားပြောလိုစိတ်ထိုဆန္ဒသည်တတိမှမဟုတ်ပဲတဦးရဲထမ်းဖို့ရန်လွန်စွာလေးလံသောအပြစ်ရှိသည်ဟုခံစားရခြင်းမှပေါက်ဖွားလာခြင်းဖြစ်သည်ဖာဟန်ဟုစုံစမ်းရေးမှူးကပြောသည်မင်းပြောတာကဘုန်းကြီးเจ้าကိုရန်မျိုးကြီးထားသူတယောက်ရှိရဲ့ပေါ့အဲ့ဒီလူကဘသူလဲဒီဖြစ်ရက်နဲ့ဘာဆိုင်တလဲဖာဟန်တရွေးမျိုးချအသက်ရှူသွင်းပြီးစုံစမ်းရေးမှူးကိုကြည့်သည်သူသည်အချက်လက်ပေးနေခြင်းလားသို့မဟုတ်ကိုယ်သေးစရင်ကိုလက်မှတ်ထိုးနေခြင်းလားမသေးကြသလိုမျိုးယဟန်မဟုတ်ပါဘူးဟုသူတိုးလေးပြောသည်ဘုန်းကြီးเจ้าအုပ်ချုပ်ရေးမှူးမဟုတ်ပါဘူးသူနည်းနည်းပိုနီးလာသည်သူ့အတန်ကပိုတိုးသွားသည်သူကဦးဝီရီယိုရဲ့ဇနီးထိုအမည်ကစုံစမ်းရေးမှူးကိုရပ်တန့်သွားစေခဲ့သည်ဦးဝီရီယိုသည်ရွာနီးနားမှနာမည်ကြီးရိုးရာဓလေ့ဆောင်ရွက်သူ၏စွမ်းရည်သည်ရွာလုံးဝင်းတွင်နာမည်ကြီးသည်ရိုးရာဓလေ့ပွဲများတွင်မကြာခဏပါဝင်သည်ဘိုးဘွားဘီပင်မှအမွေဆက်ခံရသောပညာကြောင့်လူအများလေးစားခံရသူတာမန်တိုင်းပညာမဟုတ်ဟုဆိုကြသည့်သူ၏တိုင်းပညာကြောင့်လည်းကြောက်ရွံ့ခံရသူသို့သောဤမြကာလပတ်လုံးသူ၏ဇနီးသည်ထိုခွန်အားကြီးသောအမျိုးသား၏နောက်ွယ်မှအရေးဖြစ်သာလူသိများခဲ့သည်တိတ်ဆိတ်သောအမျိုးသမီးရွာသားများနှင့်ခေးရင်းစွာစကားပြောတတ်သူဒေါသမထွက်ဘူးမပြုံးဘူးခေါင်းငုံ၍အိမ်သို့အမြန်ပြန်ဝင်ပြီးသူ့ကိုယ်သူအိမ်တွင်ပိတ်လောင်ထားတတ်သူထိုမျိုးသမီးတွင်ထိုမြကြီးမားသောရန်မျိုးရှိနေသည်မှာအမှန်တရားလားဘုန်းကြီးကျောင်းနေသူအားလုံးကိုတက်ဖြတ်ရန်သူမစိတ်ကြီးဝင်နေပါမလားတာမန်မျိုးသမီးတဦးသည်ခြေရလက်ရမချမ်းပဲလူအစုလိုက်အပြုံလိုက်တက်ဖြတ်မှုကိုမြည်တို့ကျူးလွန်နိုင်မည်နီဖာဟန်ခေါင်းငုံသည်သူ၏လက်များတင်းဆုပ်ထားသည်ကိုခန္ဓာမတုံရင်အောင်ထိန်းထားတဲ့ကဲ့သို့မယုံနိုင်စရာဖြစ်နေတာကျွန်တော်သိပါတယ်ဆရာဒါပေမဲ့သူကအဲ့ဒီဘုန်းကြီးเจ้าကိုမုန်းတယ်အယမ်းမုန်းတယ်ချဲ့ထွင်စပီကာကဘယ်တော့မှမရက်ဘူးလို့ဘုန်းကြီးเจ้าအုပ်ချုပ်ရေးမှူးကိုသူမကြာခဏတိုင်ကြားဘူးတယ်ဒါပေမဲ့ဘယ်တော့မှအေးအေးယူမခံခဲ့ရဘူးစုံစမ်းရေးမှူးမျက်ခုံးပင်သည်ချဲ့ထွင်စပီကာကြောင့်ပဲလားဖာဟန်မော့ကြည့်သည်မျက်လုံးများหนีရဲနေသည်ချဲ့ထွင်စပီကာကိစ္စတင်မဟုတ်ဘူးဆရာဒါကမျက်နှာဖုံးတင်ပဲသူ့နောက်ွယ်မှာပိုးပြီးအမှောင်ဖုံးနေတဲ့တစုံတရာရှိတယ်အခန်းထဲမှာရုတ်တရက်ပိုးအေးစိမ့်သွားသလိုဘာကပိုးမှောင်ဖုံးနေတာလဲဖာဟန်အသက်ရှူသွင်းပြီးအတန်တိုးလေးနဲ့ဖြေသည်ဦးဝီရီယိုနဲ့သူ့ဇနီးကအဲ့ဒီဘုန်းကြီးကျောင်းကသူတို့ရွာရဲ့ဟန်ချက်ကိုပျက်စီးစေတယ်လို့ယုံကြည်ကြတယ်ဘိုးဘွားဘီပင်ကထိမ့်သိမ်းထားတဲ့ဟန်ချက်ကိုသူတို့ကဘုန်းကြီးကျောင်းရဲ့လှုပ်ဆောင်မှုတွေကစောင့်ရှောက်သူနှကောင်းနှမျက်တွေကိုဒေါသထွက်စေတယ်လို့ယုံကြည်ကြတယ်။စုံစမ်းရေးမှူးမျက်လုံးကျဉ်သွားသည်။စောင့်ရှောက်သူနှကောင်းနှမျက်တွေမင်းပြောတာကသူတို့ကမော်ပညာအသုံးပြုတယ်ပေါ့။ဖာဟန်ဖြည်းဖြည်းချင်းကောင်းညိတ်သည်။ကျွန်တော်အဲ့ဒီရွာမှာနေဘူးတယ်။သူတို့မှာရိုးရာဓလေ့အချို့ရှိတာကိုကျွန်တော်သိတယ်။မပြောသင့်တဲ့အရာတွေရှိတယ်။မသွားသင့်တဲ့နေရာတွေရှိတယ်ပြီးတော့သူတို့ကဘိုးဘွားဘီပင်ရဲ့စည်းကမ်းတွေကိုချိုးဖောက်ရင်တစုံတဦးကိုပေးဆက်ရမယ်လို့ယုံကြည်ကြတယ်။ပေးဆက်ရမယ်ဟူသောစကားလုံးသည်လေထဲတွင်ရှည်လျားစွာရက်တက်နေသည့်စုံစမ်းရေးမှူး၏စိတ်ထဲတွင်မှောက်မိုက်သောအရေးတစ်ခုကိုဖန်တီးသည်
ထိုလူအစုလိုက်ပြုံလိုက်တေဆုံးမှုသည်လျှို့ဝှက်သဘောတူညီမှုတစ်ခု၏အပေးအဆက်လားသို့မဟုတ်အမျိုးသမီးတဦး၏ကိုရေးကိုရာရန်ညိုးကိုဖုံးကွယ်ရန်အကြောင်းပြချက်သက်လားဖာဟန်ဟုစုံစမ်းရေးမှူးကမေးသည်အဲ့ဒီရိုးရာဓလေ့ဆောင်ရွက်သူရဲ့ဇနီးပါဝင်ပတ်သက်နေတယ်လို့ဘာကြောင့်မင်းယုံကြည်ရတာလဲဖာဟန်သူ့နှုတ်ခမ်းကိုကိုက်ပြီးစုံစမ်းရေးမှူး၏မျက်လုံးများကိုတိုက်ရိုက်ကြည့်သည်ဘာလို့လဲဆိုတော့သူကဘုန်းကြီးကျောင်းအုပ်ချုပ်ရေးမှူးကိုပြောခဲ့တာကိုကျွန်တော်ကြားခဲ့ရလို့ဒီနေရာကိုခမားတို့ငြိမ်အောင်မလုပ်နိုင်ရင်ကျမပဲခမားတို့ကိုငြိမ်အောင်လုပ်မယ်နဲ့ထိုကြေညာချက်ကစုံစမ်းရေးမှူး၏ကိုယ်ခန္ဓာတစ်ခုလုံးကိုနိုးကြားစေခဲ့သည်ထိုစကားလုံးများသည်ချင်းချောက်မှုနှင့်တူသည်ထိုချင်းချောက်မှုသည်အမှန်တကယ်ဖြစ်လာခဲ့သည်သို့တော်သူမမည်တို့လုပ်ခဲ့သည်မည်သည့်အရာနှင့်ဤအစိတ်ဖြစ်လားဓာတ်ငွေဖြစ်လားခင်မွန်း၏အကူအညီဖြင့်လားသို့မဟုတ်သိပ္ပံပညာဖြင့်ရှင်းပြ၍မရနိုင်သောအရာတစ်ခုဖြင့်လားဖာဟန်အတန်တုံရင်စွာထပ်ပြောသည်ကျွန်တော်အဲ့ဒီရွာကိုပြန်မသွားရဲတော့ဘူးဒါပေမဲ့ရဲတွေကလိုချင်ရင်ကျွန်တော်လမ်းညွှန်ပေးနိုင်တယ်စုံစမ်းရေးမှူးသူ့ကိုတေးသေးချာချာကြည့်သည်ဒါကအန္တရာယ်ရှိနိုင်တယ်ဖာဟန်ခေါင်းညိတ်သည်ကျွန်တော်သိပါတယ်ဆရာဒါပေမဲ့ကျွန်တော်ကြောက်ရွံ့သူအဖြစ်မနေကျင်တော့ဘူးသူတို့ရဲ့တေဆုံးမှုကမတော်တဆမဟုတ်ဘူးဒီဝမ်းနည်းဖွယ်ရာအဖြစ်ပြက်ကိုတစုံတဦးဒါမှမဟုတ်တစုံတရာကတမင်တကာဖန်တီးခဲ့တာကျွန်တော်ဒါကိုဆက်ပြီးဖုံးကွယ်ထားရင်အိတ်လို့ရမှာမဟုတ်ဘူးအခန်းပြင်ဘက်တွင်လေသည်ရုတ်တရက်ပြင်းထန်စွာတိုက်ခတ်လာပြီးသတင်းပေါက်ကိုပြင်းထန်စွာရိုက်ခတ်သည်သတိပေးလိုတကယ်သို့စုံစမ်းရေးမှူးကစိတ်ထဲတွင်သာမေးခွန်းထုတ်နိုင်ခဲ့သည်ကျွန်တော်တို့မဖွင့်သင့်တဲ့တကားကိုဖွင့်နေတာလားနောက်တစ်နေ့တွင်စုံစမ်းရေးအဖွဲ့သည်ရိုးရာဓလေ့များကိုတင်းကျပ်စွာကင်ဆွဲထားသည်ဟုလူသိများသောရွာနီးနားသို့ခရီးနှင်ခဲ့သည်ဖြစ်မိခြင်း၏လွှမ်းမိုးမှုကြားတွင်ပင်ဘိုးဘွားအမွေနှင့်ရိုးရာဓလေ့များကိုထိမ့်သိမ်းထားသောရွာငယ်လေးဖြစ်သည်သို့သောပြင်ပလူများစွာအတွက်ထိုရွာသည်မတက်မတာဖြစ်เสียတစုံတရာကိုတင်စီထားသည်ရှင်းပြ၍မရနိုင်တော့လဲခံစားနိုင်သောတစုံတရာရဲကားရွာ၏နေနမိတ်အတွင်းသို့ဝင်ရောက်လာသောအခါလေထုချက်ချင်းပြောင်းလဲသွားသည်ကလေးများစော့ကစားတံမရှိရင်မောတံမရှိတိုင်တောင်အိမ်များစစ်တပ်ကဲ့သို့တက်ရက်စွာတန်းစီနေသည်လေထုကလေးလံနေသည်မမြင်ရသောမျက်လုံးများကလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတကဲ့သို့ရဲများတဦးကိုတဦးကြည့်ကြသည်သူတို့ဒီနေရာမှာကြိုးစိုးမခံရဘူးဆိုတာသူတို့သိသည်ဖာဟန်ကရွာအစွန်ရှိအိမ်ကြီးကိုလက်ညှိုးထိုးပြသည်ရှေးဟောင်းတစ်သားပန်းပူများရဲများပင်မမှတ်မိသောတင်ကေတများဖြင့်အဲ့ဒါဦးဝီရီယိုရဲ့အိမ်ဟုသူတီးတိုးပြောသည်ထိုအိမ်ဝင်းမှာတိတ်ဆိတ်နေသည်သို့သောတကားမှာကျွတ်ဖြင့်ပွင့်လျက်သားဖိတ်ခေါ်ခြင်းသို့မဟုတ်တတိပေးခြင်းကိုဖော်ပြနေတကဲ့သို့စုံစမ်းရေးမှူးကတကားခောက်ရန်ဆုံးဖြတ်ခဲ့သည်သို့သောတစ်ချက်ခောက်လိုက်ယုံဖြင့်တကားကဖြင်းညင်းစွာပွင့်သွားခဲ့သည်အတွင်း၌လေထုကပို၍ပင်တင်းမာနေသည်တစ်သားစင်များပေါ်တွင်ရှေးဟောင်းပစ္စည်းများမြေအိုးများကြောင်မင်းများရုပ်တုငယ်များအနီရောင်အဝတ်စများလက်ရေးစာအုပ်များဖြင့်ပြည့်နှက်နေသည်ထိုပစ္စည်းများစွာသည်အလှဆင်ပစ္စည်းများမဟုတ်ဘဲရိုးရာဓလေ့၏အစိတ်ပိုင်းများဖြစ်နေသည်သို့သောအထူးခြားဆုံးမှာထိုရိုးရာဓလေ့ပစ္စည်းများမဟုတ်ဘဲအခန်းထောင်တွင်ထိုင်နေသောအမျိုးသမီးပုံရိပ်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီးသူမသည်ဧည့်ခံခြင်းမရှိမပြုံးမအံ့ဩသူမသည်ရဲများကိုဘာခံစားချက်မျှမပြသောမျက်လုံးအလွတ်ဖြင့်သာကြည့်နေသည်ထိုမျက်လုံးများကအခန်းကိုပုံမအေးစိမ့်စေခဲ့သည်စုံစမ်းရေးမှူးကသတိထား၍ခြေလန်းလိုက်သည်အန်တီကျွန်တော်တို့ဘုန်းကြီးကျောင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးတခုခုမေးချင်လို့ပါအမျိုးသမီးကမဖြေမလှုပ်မျက်တောင်မခတ်သူမကသာကြည့်နေသည်သူမမကြားတာလားသို့မဟုတ်သူမမဖြေချင်တာလားထိုအချိန်တွင်အမျိုးသားတဦးဝင်လာသည်ဦးဝီရီယိုခန္ဓာကိုယ်တောင့်တင်းသည်မျက်နှာကြမ်းတမ်းသည်မျက်လုံးနှံ့မှောင်သည်ဆူရှသောအကြည့်များဖြင့်ရဲများကိုသားကောင်ရှိမှဖမ်းဆီးသူကဲ့သို့ဝစ်လစ်စလစ်ချွတ်နေတကဲ့သို့ခံစားရသည်ရဲရေဒီကိုဘာကိစ္စလာတာလဲသူ့အတန်ကလေးလံအေးဆက်တော်လဲထိန်းချုပ်ထားသည်စုံစမ်းရေးမှူးကသူတို့ရောက်ရှိလာရခြင်းအကြောင်းကိုရှင်းပြသည်သို့သောဦးဝီရီယိုကမျက်နှာမဲဖြင့်သာနားထောင်နေသည်အရာအလုံးကမအရေးကြီးတကဲ့သို့ဘုန်းကြီးကျောင်းကလူတွေကံကြမ္မာကြောင့်တေဆုံးသွားတာဟုသူနောက်ဆုံးတွင်ပြောသည်ကံကြမ္မာကိုခမားတို့စုံစမ်းလို့မရဘူးစုံစမ်းရေးမှူးအသက်ရှူရက်သွားသလိုဒါပေမဲ့သူတို့ရဲ့တေဆုံးမှုကပုံမှန်မဟုတ်ဘူးလို့တန်တရားရှိတယ်တချို့ကခမားတို့ဇနီးကဘုန်းကြီးကျောင်းရဲ့ချက်ထွင်စပီကာတန်တွေကအနှောင့်အယှက်ဖြစ်လို့ဒေါသထွက်နေတယ်လို့ပြောကြတယ်ဦးဝီရီယိုမဖြေမီအမျိုးသမီးကရုတ်တရက်ထွက်လိုက်သည်သူမ၏လှုပ်ရှားမှုကမြန်ဆန်သည်သူမ၏အသက်အရွယ်နှင့်မမျှအောင်မြန်ဆန်လွန်းသည်သူမပိုနီးလာသည်
ရဲနှင့်စင်တီမီတာအနည်းငယ်သာကွာတော့သည်သူမ၏မျက်လုံးအကြည့်ကပိုမိုဆူးရှပိုမိုအသက်ဝင်ပိုမိုနက်မှောင်လာသည်အဲ့ဒီချဲထွင်စပီကာအတန်ကငါဘဝကိုမငြိမ်မသက်ဖြစ်စေတယ်ဟုသူမတိုးတိုးလေးပြောသည်နေ့တိုင်းညတိုင်းသူတို့ဘယ်တော့မှမရက်ဘူးထိုစာကြောင်းကအယိုးတဲ့အထိထိုးပေါက်ဝင်ရောက်သွားသည်စုံစမ်းရေးမှူးကစိတ်ကိုတည်ငြိမ်အောင်ထိန်းထားရန်ကြိုးစားသည်ဒါပေမဲ့အဲ့ဒါကရာဇဝတ်မှုကျူးလွန်ဖို့အကြောင်းပြချက်မဟုတ်ဘူးအမျိုးသမီးကအနှဲငယ်ပြုံးသည်ကြက်တီးမွေးညင်းထစေသောအပြုံးငါအိတ်ချင်ယုံပဲအဲ့ဒါအပြစ်လားဆရာရဲ့လေထုကချက်ချင်းတင်းမာသွားခဲ့သည်သူမဝန်ခံနေတာလားသို့မဟုတ်စကလုံးတွေနဲ့ကစားနေတာလားသို့မဟုတ်ရဲတွေမသိတဲ့တစုံတရာကိုသူမသိကြောင်ပြသနေတာလားစုံစမ်းရေးမှူးကထပ်မေးသည်အန်ဒီအဖြစ်ပြက်မတိုင်မီညကဘုန်းကြီးကျောင်းကိုသွားခဲ့လားအမျိုးသမီးကမဖြေသူမကအသက်ရှူသွင်းပြီးပြောသည်ဘာမှရက်တန့်အောင်လုပ်ဖို့ငါဘယ်မှသွားเสียမလိုဘူးထိုစာကြောင်းကအခန်းကိုပုံမကျင်းမြောင်းစေသည်သူမသည်ဝိညာဉ်ဤဖြင့်တက်ဖြတ်ခဲ့သလားအသုံးပြုခဲ့သည့်အစိတ်သည်ရုပ်ပိုင်းဆိုင်ရာအစိတ်မဟုတ်ဘူးလားသူမသည်ခင်ပွန်း၏ပညာကိုအသုံးချခဲ့သလားသို့မဟုတ်သူမကိုယ်တိုင်ထိုစွမ်းအားကိုပိုင်ဆိုင်ထားသလားဥဝီရီယိုရုတ်တရက်ထွက်လိုက်သည်သူ၏ခြေလမ်းများကတစ်သားချမ်းပြင်ကိုပြင်းထန်စွာရိုက်ခတ်သည်ခမားတို့ဒီမှာအချိန်ကြာနေပြီပြန်တော့ကျွန်တော်ဇနီးကိုမပါစေနဲ့စုံစမ်းရေးမှူးတို့တည်သည်သူတို့အတင်းအကျပ်စစ်ဆေး၍မရနိုင်သည်မဖြေရှင်းရသေးသောဗဟေလိများစွာရှိနေသေးသည်သူတို့အိမ်ထဲကထွက်လာသောအခါညက်လီကပြင်းထန်စွာတိုက်ခတ်လာပြီးမိခိုးနှံ့ပြင်းပြင်းကိုတည်ဆောင်လာသည်သူတို့နောက်တွင်အမျိုးသမီးကအိမ်ရှိတွင်မတိမ်မခတ်ပဲသူတို့ကိုကြည့်နေသည်ခမည်းတော်ငါကိုဆက်စုံစမ်းရင်တေခြင်းတရားကိုရှာနေတာပဲဟုပြောနေသောအကြည့်မျိုးကရွာမှထွက်ခွာသွားသောအခါဖာဟန်ကတီးတိုးပြောသည်သူမဘလို့လှုပ်ရှားသွားလဲဘလို့စကားပြောလဲခမည်းတော်ခုနကမြင်လားသူမကတာမန်လူမဟုတ်ဘူးစုံစမ်းရေးမှူးကရှေ့ကမှောင်မိုက်တော်လမ်းကိုသာကြည့်နေသည်သူတို့သတိထားမိသည်သူတို့သည်အန္တရာယ်များနှင့်ပြည့်နှက်နေုံသာမကမထိတွေ့သင့်သောလျှို့ဝှက်ချက်များနှင့်လည်းပြည့်နှက်နေသောနယ်မြေတစ်ခုသို့ခုမှဝင်ရောက်လာခြင်းဖြစ်သည့်အကြီးမားဆုံးသောမေးခွန်းကပေါ်ပေါက်လာသည်လူအစုလိုက်ပြုံလိုက်တေဆုံးမှုသည်လူသား၏ရန်ညှိုးကြောင့်လားသို့မဟုတ်လူသားတို့မပိုင်ဆိုင်သင့်သောစွမ်းအားတစ်ခုကြောင့်လားတစ်ခုတော့တေချာသည်သူတို့သည်ပိုမိုနှက်ဆိုင်သောအရာတစ်ခု၏မျက်နှာပြင်ကိုခုမှထိတွေ့မိခြင်းသာဖြစ်သည်ကောင်းကင်ယံမှောင်စပြုလာသောအခါစုံစမ်းရေးအဖွဲ့သည်မဟာဗျူဟာအသစ်တစ်ခုကိုဆုံးဖြတ်ခဲ့သည်တာမန်ရွာသားများအဖြစ်ဟန်ဆောင်ကရိုးရာဓလေ့ရွာတွင်ခိတ္တနေထိုင်ပြီးအတွင်းမှသတင်းချက်လက်များကိုရှာဖွေရန်သူတို့သည်တရားဝင်တွေ့ဆုံမေးမြန်းမှုများကိုအားကိုး၍မရနိုင်တော့ပါရွာသားများသည်ရဲများကိုယုံကြည်ခြင်းမရှိသည်မှာရှင်းလင်းသည်ယူနီဖောင်းကိုမြင်တိုင်းကြောက်ရွံ့သောအကြည့်များရှိသည်သတိထားခြင်းစွမ်းရည်တစ်ခုသည်ရွာကိုနိုင်ငံတော်အာဏာပိုင်များထက်ပိုမိုကြီးမားသောတစုံတရာကထိန်းချုပ်ထားတဲ့ကဲ့သို့ထိုညတွင်တာမန်အဝတ်စားများဝတ်ဆင်ထားသောရဲသုံးဦးသည်ခိတ္တနေထိုင်ရန်နေရာရှာဖွေနေသောလှည့်လည်ကုန်သည်များအဖြစ်ဟန်ဆောင်ကရွာသို့ရောက်ရှိလာခဲ့သည်သူတို့သည်ဥဝီရီယို၏အိမ်နှင့်မဝေးသောရွာသားများညဘက်လှုပ်ရှားမှုများရိုးရာဓလေ့နှင့်ပိုတူသောလှုပ်ရှားမှုများပြုလုပ်ရာနေရာနှင့်မဝေးသောရှေးဟောင်းအိမ်ဟောင်းတစ်ခုကိုငှားရမ်းခဲ့သည်ငှားရမ်းထားသောအိမ်၏သတင်းပေါက်မှရဲများကရွာသားများ၏အိမ်ဝင်းများတွင်ဖျောင်းတိုင်မီများရွေလျားနေသည်ကိုမြင်တွေ့ခဲ့ရသည်အတူတကွရွတ်ဖတ်နေသောမနန္တန်များကဲ့သို့အတန်များရှိသည်သို့သောမြန်မာဘာသာဗမာဘာသာကရင်ဘာသာမဟုတ်သူတို့မသိသောဘာသာစကားတစ်ခုကိုလေနှင့်အတူထိုအတန်များတက်ကြဖြစ်နေသောအခါရဲများကြက်တီးမွေးညင်းထားကြသည်ဤရွာသားများအမှန်တကယ်ဘာလုပ်နေကြသနည်းဤရိုးရာဓလေ့သည်ဘုန်းကြီးကျောင်းတည်ဆုံမှုနှင့်ဆက်ဆက်နေသလားသို့မဟုတ်ဤရွာသည်ထိုတည်ဆုံမှုမှကာကွယ်ရန်တစုံတရာလှုပ်ဆောင်နေသလားရဲများပိုမိုဂရုတစိုက်ကြည့်ရှုသောအခါပို၍ထူးဆန်းသောအရာတစ်ခုကိုတွေ့ရှိခဲ့သည်ဥဝီရီယို၏ဇနီးသည်ထိုရိုးရာဓလေ့တွင်မပါဝင်ပါသူမသည်သူမ၏အိမ်ရှိတွင်ဖျောင်းတိုင်မရှိလက်လှုပ်ရှားမှုမရှိအတန်မရှိဘဲထိုင်နေသည်သူမကတစ်တောဘက်သို့သာကြည့်နေသည်ဗလာချင်းသောအကြည့်တာမန်လူသား၏အကြည့်နှင့်မတူသောအကြည့်သူမသည်မမြင်ရသောတစုံတရာနှင့်စကားပြောနေတကဲ့သို့လူသားသူမဘာကိုမြင်နေရသည်နီသူမမည်သူနှင့်စကားပြောနေသည်နီသို့မဟုတ်ဘာကသူမကိုလွှမ်းမိုးထားသည်ရဲများကသူတို့မြင်တွေ့ခဲ့ရသမျှအရာအလုံးကိုစာအုပ်ငယ်ထဲတွင်မှတ်သားထားသည်သူတို့တည်သည်မှာရွာသားများကိုပေါ့ပေါ့တန်တန်မေး၍မရနိုင်ပါခြေလမ်းတိုင်းကိုတွက်ချက်ရမည်စကလုံးတိုင်းကိုရွေးချယ်ရမည်အဘဲကြောင့်ဆိုသောအမှားယွင်းလေးတစ်ခုကရွာတစ်ရွာလုံးကိုသူတို့အမှန်တကယ်ဘသူတွေလဲဆိုတာသိစေနိုင်သည်
သို့သောသူတို့နောက်တစ်ဆင့်ကိုစီစဉ်ရန်အချိန်မရမီတစုံတဦးကသူတို့ငှားထားသောအိမ်၏တကားကိုခောက်လိုက်သည်တကားခောက်တံကတိုးတိုးလေးသို့သောအဘဲကြောင့်ဆိုသောချင်းချောက်တကဲ့သို့ကြားရသည်ရဲများတဦးကိုတဦးကြည့်ပြီးနောက်တဦးကတကားဖွင့်ရန်တတိရှိလှုပ်ဆောင်ခဲ့သည်အိမ်ရှိတွင်လူအိုတဦးရက်နေသည်သူ့ကိုယ်ခန္ဓာကပိန်သည်သူ့အသားရည်ကနေလောင်၍မှောင်နေသည်သူ့မျက်လုံးများကဗလာချင်းနေတော်လဲဘာမှမမြင်ရသကဲ့သို့ဗလာချင်းမဟုတ်ပြောပြရန်လွန်စွာကြီးမားသောအရာတစ်ခုကိုမြင်တွေ့ခဲ့ဘူးသူကဲ့သို့မင်းတို့လူတစ်တွေလားဟုသူကတိုက်ရိုက်မေးသည်ကုန်တယ်တွေလားဒါမှမဟုတ်အခြားလူတွေလားထိုမေးခွန်းကထောင်ချောက်ကဲ့သို့ရက်တက်နေသည်ထိုမျိုးသားကသူတို့ကိုတန်တရားဝင်နေသလားသူတို့၏လျှို့ဝှက်စုံစမ်းမှုပေါ်သွားပြီလားရဲများကအမြန်ကောင်းညိတ်သည်ကျွန်တော်တို့ကုန်တယ်တွေပါဆရာခေတ္တနာတာပါထိုမျိုးသားကဖြည်းဖြည်းချင်းကောင်းညိတ်သည်သို့တော့သူမထွက်ခွာမီတီတိုးပြောသည်မြစ်ပတ်ကနေမိန်းမတယောက်ငိုတန်ကြားရင်မချင်းကပ်နဲ့အဲ့ဒါလူမဟုတ်ဘူးရဲများရက်တန့်သွားသည်မြင်မိန်းမတယောက်ငိုတန်ဒါကဥဝီရီယိုရဲ့ဇနီးနဲ့ပတ်သက်နေသလားဒါမှမဟုတ်ဒီရွာကသူတို့မသိတဲ့အခြားအရာတစ်ခုကိုဖုံးကွယ်ထားသလားညကပိုနက်လာပြီးအဝေးမှထိုအတန်ကြားရသည်နူးညံ့တော်လဲနားထဲထိုးပေါက်ဝင်ရောက်သောအမျိုးသမီးငိုတန်တစုံတဦးကအကူအညီတောင်းနေတကဲ့သို့သို့တော်ရဲများအိမ်ပြင်မထွက်ရဲကြကြီးမားသောမေးခွန်းကပေါ်ပေါက်လာသည်ထိုအတန်သည်သားကောင်မှလားသို့မဟုတ်ကျူးလွန်သူမှလားသို့မဟုတ်လူသားမဟုတ်သောတစုံတရာမှလားထိုညသည်သူတို့၏လျှို့ဝှက်စုံစမ်းမှု၏ပထမဆုံးညဖြစ်ခဲ့သည်သူတို့ဝင်ရောက်လာလိမ့်မည်ဟုညီသူမျှမတွေးထားခဲ့သောအမှောင်ထုတွင်သို့ဝင်ရောက်လာတကဲ့သို့ခံစားရသည်နောက်တစ်နေ့တွင်ရဲများကရွာသားများ၏လှုပ်ရှားမှုများကိုတိုက်ရိုက်ကြည့်ရှုရန်ဟန်ဆောင်ကာထွက်သွားခဲ့သည်နေကင်းဘက်တွင်ရွာသည်ပုံမှန်အတိုင်းကလေးများမြစ်ထဲတွင်စော့ကစားနေကြသည်အမျိုးသမီးများအဝတ်စားများလှမ်းနေကြသည်အမျိုးသားများတစ်သားပန်းပထွေးနေကြသည်သို့မဟုတ်ပိုက်ကွန်များကိုပြင်နေကြသည်သို့သောထိုအရာအလုံးသည်မျက်နှာပြင်တက်သာရွာသားများ၏မျက်လုံးများနောက်တွင်လျှို့ဝှက်ထားသောတစုံတရာရှိနေသည့်ကြောက်ရွံ့မှုနာခံမှုသူတို့သည်လူသားစည်းကမ်းများအောက်တွင်သာမကရွာထက်ပိုမိုရှိကြသောတစုံတရာ၏စည်းကမ်းများအောက်တွင်နေထိုင်နေကြသကဲ့သို့ခံစားရသည်အထူးခြားဆုံးမှာရွာသားများ၏တုံ့ပြန်ပုံဥဝီယို၏ဇနီးဖြတ်သွားတိုင်းသူတို့စကားရက်သွားကြသည်လေထဲတွင်မြည်သည့်အတန်မျှမထွက်ရဲကြဦးကောင်းများအားလုံးငုံသွားကြသည်ကလေးငယ်အချို့ပင်မိခင်၏ခြေထောက်များကိုဖက်တွယ်ထားကြသည်တာမန်မျိုးသမီးတဦးသည်ထိုကဲ့သို့သောလွှမ်းမိုးမှုမျိုးကိုမြည်တို့ဖန်တီးနိုင်မည်နည်းရွာသားများကိုဘာကထိုမျှကြောက်ရွံ့စေသနည်းသူမသည်ဘုန်းကြီးကျောင်းတေဆုံးမှု၏တကယ်အကြောင်းရင်းလားရဲများကသူမ၏ခြေလမ်းတိုင်းကိုဂယုတစိုက်ကြည့်နေသည်သူမသည်ဖြည်းဖြည်းချင်းရှောက်လန်းတော်လဲခိုင်မာသည်ကဘာကြီးသည်အမိန်ပေးเสียမလိုပဲလမ်းဖယ်ပေးမိကိုတိတူတဦးကဲ့သို့သူမ၏အဝတ်စားများကရိုးရှင်းသည်မျက်နာကတာမန်တို့သောသူမ၏မျက်လုံးကြည့်ကဘယ်တော့မှမငြိမ်းသောဒေါသများဖြင့်ပြည့်နှက်နေသည်သူမဆံဝဲရန်ဆိုင်ငယ်လေးထဲသို့ဝင်သွားသောအခါလေထုကချက်ချင်းတိတ်ဆိတ်သွားသည်ဆိုင်ပိုင်ရှင်ပင်အသက်ရှူရက်ကကျမ်းပြင်ကိုကြည့်နေသည်ကုန်သည်အဖြစ်ဟန်ဆောင်ထားသောရဲတအူးကစကားစပြောရန်ကြိုးစားသည်အန်တီဆန်ဝဲတာလားဟုရဲတအူးကဖော်၍ဟန်ဆောင်ကာမေးသည်ဥဝီရီယို၏ဇနီးကမဖြေလှဲ့မကြည့်ဂယုမဆိုင်သို့သောရုတ်တရက်သူမရက်တန့်ပြီးဖြင်းညင်းစွာလှည့်ပြန်သည်ရှင်တို့ကဒီရွာကလူမဟုတ်ဘူးဟုသူမအတန်တိုးဖြင့်ပြောသည်ရဲ၏နှလုံးသားချက်ချင်းရက်တန့်သွားသည်သူတို့၏လျှို့ဝှက်စုံစမ်းမှုဤမျှမြန်ပေါ်သွားပြီလားထိုမျိုးသမီးကသူတို့ကိုမြည်တို့ခွဲခြားသိမြင်နိုင်သည်။သူမသည်တာမန်လူများမမြင်နိုင်သောအရာကိုမြင်သလားရဲကမလုံမလဲပြုံးရန်ကြိုးစားသည်။ဟုတ်ပါတယ်အန်တီကျွန်တော်ကုန်သည်တစ်ပါမနေ့ကမှရောက်တာထိုမျိုးသမီးကပိုနီးလာသည်ရဲကသူမ၏စပင်မှအမွှေးနဲ့သာနံတဲ့ကိုပင်ရနံ့ခံနိုင်သည့်အထိနီးသည်ကုန်သည်ကရှင်တို့လိုမလျှောက်ဘူးဟုသူမပြောသည်ကုန်သည်ကအိမ်တိုင်းကိုမကြည့်ဘူးကုန်သည်ကလူတွေကိုသူတို့ရဲ့လျှို့ဝှက်ချက်တွေကိုဖတ်နေသလိုမကြည့်ဘူးသူမ၏စကားလုံးများသည်ရဲ၏နှလုံးသားကိုတိုက်ရိုက်ထိုးပေါက်သောဓာများကဲ့သို့သူမကသူတို့ရဲမှန်းတည်သလားသူမကသူတို့၏ရည်ရွယ်ချက်ကိုတည်သလားသို့သောရဲကအကြောင်းပြချက်မပေးရမီထိုမျိုးသမီးကပါဇက်ဟာပြီးပြုံးလိုက်သည်သူတို့မြင်ဖူးသမျှအကြောက်စရာအကောင်းဆုံးသောအပြုံးဘာမှမဖြစ်ဘူးဟုသူမတိုးလေးပြောသည်ရှင်တို့ဆက်နေလို့ရတယ်သူအိတ်ဆက်ခြင်းကိုမနှောင့်ယှက်သ၍အိတ်ဆက်ခြင်းသူမဘသူကိုရည်ညွှန်းတာလဲသူမခင်ပွန်းလားဒါမှမဟုတ်မမြင်ရသောတစုံတရာအကြောင်းပြောနေတာလားထိုမျိုးသမီးကမွေးနှံသာနှံ့နှင့်အေးစိမ့်သောလေထုကိုလေထဲတွင်ခြံထားခဲ့ပြီး
ထွက်သွားခဲ့သည်ရဲများကမျက်လုံးများတွင်စိုးရိမ်ပူပန်မှုအပြည့်ဖြင့်တဦးကိုတဦးကြည့်ကြသည်သူမငါတို့ကုန်တယ်မဟုတ်မှန်းသိတယ်ဟုရဲတဦးကတီးတိုးပြောသည်ဒါပေမဲ့ဘာလို့ငါတို့ကိုဆက်နေခွင့်ပေးထားတာလဲရဲနောက်တဦးကတရွေးမျိုးချပြီးပြောသည်သူမကငါတို့ကိုချင်းချောက်မှုအဖြစ်မမြင်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်သူကတစုံတရာကိုစောင့်နေတာလည်းဖြစ်နိုင်တယ်ထိုမေးခွန်းကရွာပေါ်တွင်မှောင်မိုက်သောမြူခိုးကဲ့သို့ရက်တက်နေသည်ထိုမျိုးသမီးကမအော်မနှင်ထုတ်မချင်းချောက်သို့သောထိုအရာကပင်သူမကိုပိုမိုကြောက်စရာကောင်းစေသည်ဒေါသထွက်နေသူသည်ခံမှန်းရလွယ်သည်တည်ငြိမ်သူသည်သတိထားရမည်ဒေါသထွက်သိမ့်သည့်အချိန်တွင်ပြုံးနေသူသည်အန္တရာယ်ရှိဆုံးသူထိုမျိုးသမီးသည်သူမ၏အိမ်သို့ပြန်ဝင်သွားပြီးအိမ်ရှိတွင်ထိုင်နေသည်သူမ၏အကြည့်ကအိမ်၏မျက်နှာကျက်ကိုဦးတည်နေသည်လေထဲတွင်တစုံတရာနှင့်စကားပြောနေတကဲ့သို့တခါတရံသူမ၏ခေါင်းကဆောင်းသွားသည်အမိန့်နာခံနေသူတဦးကဲ့သို့အမှန်တကယ်ပါကသူမကိုတီးတိုးပြောနေသလဲသူမသည်လူသတ်မှု၏ကျူးလွန်သူအမှန်တကယ်လားသို့မဟုတ်ပုံမိုကြီးမားသောစွမ်းအားတစ်ခု၏ကြားခံလူလားညရောက်လာသောအခါမြင့်မအမျိုးသမီးငိုတန်းထပ်မံကြားရသည်ဤတစ်ကြိမ်တွင်ထိုအတန်ကပိုနီးပိုရှင်းပို၍နှလုံးသားကိုထိုးဖောက်ဝင်ရောက်သည်ရဲများသတင်းပေါက်များကိုပိတ်လိုက်ကြသည်သို့သောထိုအတန်ကတစုံတဦးသို့မဟုတ်တစုံတရာကိုရှာဖွေနေတကဲ့သို့ဝင်ရောက်လာစေထိုညတွင်အချက်တစ်ချက်မှာရှင်းလင်းသည်ထိုမျိုးသမီးသည်လျှို့ဝှက်ချက်တစ်ခုကိုတင်စီထားသည်ဘုန်းကြီးကျောင်းတစ်ခုလုံးကိုတတ်နိုင်လောက်အောင်အစွမ်းထက်သောလျှို့ဝှက်ချက်ထိုလျှို့ဝှက်ချက်သည်အပြည့်အဝဖော်ထုတ်ရသေးခြင်းမရှိသေးပါဒုတိယညတွင်ရဲများ၏လျှို့ဝှက်စုံစမ်းမှုသည်ပထမင်းများထက်ပိုမိုကြောက်မက်ဖွယ်ကောင်းသောလေထုဖြင့်စတင်ခဲ့သည်မြစ်ပတ်မှညက်လေကတိုက်ခတ်လာပြီးမြေကြီးဆိုစွန့်နှံ့ကိုတည်ဆောင်လာသည်သို့သောအဘဲကြောင့်ဆိုသောထိုလေထုကသူတို့မကြားလိုသောသတင်းစကားတစ်ခုကိုတည်ဆောင်လာတဲ့ကဲ့သို့ယခင်ကတိုးတိုးလေးကြားရသောအမျိုးသမီးငိုတန်းသည်ယခုအခါပုံမိုနီးကပ်ပုံမိုပြင်းထန်လာပြီးအိမ်နောက်ဘက်တွင်ရှိနေတဲ့ကဲ့သို့ခံစားရသည်ထိုအတန်သည်မြင့်မအမှန်တကယ်လာတာလားသို့မဟုတ်သူတို့ဘယ်သွားထိုအတန်ကသူတို့ကိုလိုက်နေတာလားရဲများကထိုအတန်ကိုလစ်လျူရှုရန်စ조사ခဲ့သည်သို့သောညံ့နက်လာသည်နှင့်အမျှထိုအတန်ကပြောင်းလဲသွားသည်ငိုတန်ကတိုးတိုးလေးမဟုတ်တော့ဘဲတစုံတဦးကိုအတင်းကျပ်ဆွဲခေါ်သွားတဲ့ကဲ့သို့အော်ဟစ်တန်ကဲ့သို့ဖြစ်လာသည်ထိုအော်ဟစ်တန်သည်အတက်အကျကျဲလောင်ပြီးတခါတရံလူသားမဆန်သောရေတံငယ်များဖြင့်နောက်ဆက်တွဲပါလာသည့်ဤရွာတွင်အမှန်တကယ်ဘာဖြစ်နေသနည်းထိုအတန်သည်ဝိညာဉ်ဖြစ်ရဆန်းလားသို့မဟုတ်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီးပြုလုပ်ခဲ့သောအရာတစ်ခု၏အစိတ်ပိုင်းလားတန်းခေါင်ရန်နီးလာသည်နှင့်အမျှရဲတဦးဖြစ်သောယာမာသည်သတင်းပေါက်မှတစုံတဦးကသူ့ကိုစောင့်ကြည့်နေသည်ဟုခံစားခဲ့ရသည်သူ၏လယ်ဘေးနောက်ဘက်ရှိစပင်များထောင်သွားခဲ့သည်သူသည်ပါးလွှာသောလိုက်ကာနောက်တွင်ရက်နေသောအရေးတစ်ခုကိုမြင်လိုက်ရသည်အရက်ရှည်ပိန်မျက်နှာရှင်းလင်းစွာမရှိသို့သောထိုပုံရိပ်ကသူတို့ကိုတိတ်တဆိတ်ကြည့်နေတကဲ့သို့ယာမာချက်ချင်းထွက်ပြီးသတင်းပေါက်ကိုအမြန်ဖွင့်လိုက်သည်ဘသူမှမရှိသို့သောသတင်းပေါက်အောက်ရှိမြေကြီးကဆိုးဆွတ်နေသည်တစုံတဦးခုမှထိုနေရာတွင်အချိန်ကြာကြီးရက်နေခဲ့တဲ့ကဲ့သို့ထိုပုံရိပ်သည်ဘသူလဲအဘဲကြောင့်ခြေရာမကြံခဲ့သည်နီသူငါသည်ရိုးရာဓလေ့၏အစိတ်ပိုင်းလားသို့မဟုတ်တဲလွန်စာပေးရန်စ조사နေသောသားကောင်လားမိနစ်အနည်းငယ်အကြာတွင်သူတို့အိမ်ခေါင်မိုးပေါ်တွင်ခြေတံငယ်များကိုကြားလိုက်ရသည်သို့သောထိုခြေတံသည်လူလျှောက်တကဲ့သို့မဟုတ်ဘဲတစုံတရာတွားတကဲ့သို့ရဲကဓမီထုတ်ပြီးမျက်နှာကျက်ကိုထိုးကြည့်လိုက်သည်အတန်ကရက်သွားသည်တိတ်ဆိတ်သွားသည်သို့သောဓမီပိတ်လိုက်သောအခါအတန်ကပြန်ပေါ်လာသည်တိုးတိုးလေးမှန်မှန်ဖြည်းဖြည်းချင်းတွားတကဲ့သို့ထိုအချိန်ကသူတို့အပေါ်တွင်ဘာရှိနေသနည်းအတန်ကအိမ်ခေါင်မိုးအလယ်တွင်ရက်သွားသောအခါရုတ်တရက်တစုံတရာကျမ်းပြင်ပေါ်သို့ယိုစီးကျလာသည်အရေမေးဆေးကပ်အမွှေးနံ့သာနံ့နှင့်အနံဆိုးထိုအရေသည်ရိုးရာဓလေ့၏အစိတ်ပိုင်းလားထိုသည်မှာဝိညာဉ်အစိတ်လားသို့မဟုတ်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီးထံမှချင်းချောက်မှုသင်္ကေတလားရဲများသိသည်ဤဒီမှာတာမန်စုံစမ်းစစ်ဆေးမှုမဟုတ်တော့ပါဤရွာသည်မမြင်ရသောတစုံတရာလူသား၏စင်ကျင်တုံတရားဖြင့်ရှင်းပြ၍မရနိုင်သောတစုံတရာကိုတင်စီထားသည်ပိုမိုကြောက်မက်ဖွယ်ကောင်းသည်မှာဘုန်းကြီးကျောင်းနေသူအလုံးကိုတက်ဖြတ်ခဲ့သောမြည်သည့်အရာမဆိုယခုသူတို့ကိုစောင့်ကြည့်နေပြီဟုရဲများစတင်ခံစားလာရခြင်းဖြစ်သည်ထိုညတွင်ကြောက်ရွံ့မှုကငှားရမ်းထားသောအိမ်တစ်ခုလုံးကိုလွှမ်းမိုးခဲ့သည်သို့သောရဲများအားပြန်ဖြစ်ရန်သို့မဟုတ်အ ਨੇ ဆုံးစ조사ရန်အိပ်ရမည်သို့သောမျက်လုံးများမှိတ်လိုက်သောအခါအမှောင်ထုကသူတို့ကိုပုံမိုကြောက်မက်ဖွယ်ကောင်းသောနေရာသို့ခေါ်ဆောင်သွားသည်
ရာမာသည်သူ၏အိမ်မက်ထဲတွင်နိုးလာပြီးလူအစုလိုက်ပြုံလိုက်တေဆုံးမှုဖြစ်ပွားခဲ့သောဘုန်းကြီးကျောင်း၏ဖျားကျောင်းဆောင်တွင်သူ့ကိုယ်သူတွေ့ရှိခဲ့သည်ဖျားကျောင်းဆောင်ကမှောင်နေသည်တကားပွင့်လျက်သားကျမ်းပြင်တွင်အဝတ်ဖြူများပြည့်နှက်နေသည်သူဖြည်းဖြည်းချင်းလျှောက်သွားသည်အဝတ်စတစ်ထဲကိုထိလိုက်သည်ထိုအရာကတာမန်အဝတ်စမဟုတ်ကြောင်းတွေ့ရှိရသည်ထိုသည်မှာကမကထိန်ပစိုးတေဆုံးခဲ့သောယဟန်ငယ်များ၏ကမကထိန်ပစိုးသို့သောရာမာနောက်ဆုတ်လိုက်သောအခါထိုအဝတ်စကဖြည်းဖြည်းချင်းလှုပ်ရှားလာသည်အောက်တွင်အသက်ရှင်သောတစုံတရာရှိတကဲ့သို့ထိုအဝတ်စနောက်မှဖြူလျှော့သောမျက်နှာဆိုးဆွတ်သောသပင်ရှည်ရက်ပေါင်းများစွာငိုကြွေးထားတကဲ့သို့မျက်လုံးနီရဲနေသောအမျိုးသမီးငယ်တဦးပေါ်ထွက်လာသည်ထိုမျိုးသမီးကရာမာကိုကြည့်သည်ပါးစပ်ဖွင့်သည်သို့သောအတန်မထွက်တစုံတရာပြောပြရန်စူးစမ်းတကဲ့သို့နှက်ခမ်းလှုပ်ရှားမှုသာရှိသည်အဘယ်ကြောင့်ထိုမျိုးသမီးအိမ်မက်ထဲတွင်ပေါ်လာသည်နီသူမသည်တားကောင်လားသူမသည်တက်သေးလားသူမမြည်သည့်သတင်းစကားကိုပေးလိုသည်နီထိုမျိုးသမီးပိုနီးလာသည်သူမ၏ပိန်လီသောဒဏ်ရာအပြည့်ရှိသောလက်များကိုမြှောက်ပြီးဖျားเจ้าဆောင်တကားဘက်သို့လက်ညှိုးထိုးပြသည်ရာမာလှည့်ကြည့်သောအခါဖျားเจ้าဆောင်တကားကပြင်းထန်သောအတန်ဖြင့်ဖြည်းဖြည်းချင်းပိတ်သွားခဲ့သည်သူထိုမျိုးသမီးကိုပြန်ကြည့်သောအခါသူမ၏မျက်နှာသည်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီး၏မျက်နှာအဖြစ်သို့ပြောင်းလဲသွားသည်ပါးစပ်ဟာပြီးပြုံးခြင်းမျက်လုံးပလာချင်းရွာတွင်သူမြင်တွေ့ခဲ့ရသောတူညီသောအကြည့်မျိုးဘာအဓိပ္ပာယ်လဲအဘယ်ကြောင့်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီးသည်ဤအိမ်မက်တွင်ကြောက်မက်ဖွယ်ကောင်းသောပုံရိပ်အဖြစ်ပေါ်လာသည်နီသူမသည်ကျူးလွန်သူလားသို့မဟုတ်ပိုမိုဆိုးသွမ်းသောတစုံတရာ၏ကြားခံလူလားထိုမျိုးသမီးကသူမ၏နှက်ခမ်းများကိုထက်လှုပ်ရှားသည်ဤတစ်ကြိမ်တွင်ပိုရှင်းလင်းစွာရုတ်တရက်ဖျားเจ้าဆောင်တစ်ခုလုံးအမျိုးသမီးရေတံများဖြင့်ပြည့်နှက်သွားသည်ကျဲလောင်စွာပဲ့တင်ထပ်ပြီးနားများကိုခွဲချမ်းလိုက်တဲ့ကဲ့သို့ထိုအတန်သည်လူတဦးရဲ၏အတန်မဟုတ်များစွာဆယ်ပေါင်းများစွာသို့မဟုတ်ရာပေါင်းများစွာအမျိုးသမီးများ၏အတန်များအားလုံးကတူညီသောစကားကိုပြောနေကြသည်သူ့ကိုအိတ်စေရာမာနာပိတ်ရန်စ조사နေစဉ်တွင်အိမ်မက်ကဘာပြိုလဲသွားသည်သူမမြင်ရသောစွမ်းအားတစ်ခုကသူခန္ဓာကိုယ်ကိုဆွဲယူသွားသည်ဟုခံစားရသည်မှောင်မိုက်သောရေ၏အောက်ခြေသို့မြုပ်သွားတဲ့ကဲ့သို့ရာမာသည်အသက်ရှူတမ်းများပြင်းထန်စွာထွက်ပေါ်လာပြီးနိုးလာခဲ့သည်သူ့ကိုယ်ခန္ဓာတစ်ခုလုံးချွေအေးများစီးကျနေသည်အခန်းထဲတွင်အိပ်နေသောအခြားရဲများလည်းထိတ်လန့်တကြားနိုးလာကြသည်မင်းတို့အိမ်မက်မက်လားဟုရာမာကအတန်တုံရင်စွာမေးသည်အခြားရဲနှစ်ဦးကခေါင်းညိတ်သည်ဖျားเจ้าဆောင်တဲကအမျိုးသမီးဟုတ်တယ်သူကငါတို့ကိုအိတ်ခိုင်းတယ်ဟုတ်တယ်သူတို့မြည်တို့အတူတူအိမ်မက်မက်နိုင်မည်နီဤဒီမှာစိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတသက်လားသို့မဟုတ်ကျူးလွန်သူမှပြုလုပ်သောဝိညာဉ်ဆက်သွယ်မှုလားရုတ်တရက်အိမ်တကားကပြင်းထန်စွာတုန်ခါသွားသည်တစုံတဦးကအပြင်ဘက်မှကန်နေတဲ့ကဲ့သို့ဒုံရဲများကိုလက်နက်များကိုဆွဲယူလိုက်ကြသည်တကားဖွင့်လိုက်သောအခါဘယ်သူမှမရှိသို့သောတကားရှိတွင်အရာဝတ္ထုငယ်လေးတစ်ခုပြုတ်ကျနေသည်ကိုသူတို့တွေ့လိုက်ရသည်ခြေချင်းတစ်စုံမြမရိုးရာကားခြေကတွင်မကြာခဏဝတ်ဆင်လေးရှိသောရှေးဟောင်းကွန်းတန်ကူလာဖန်ခြေချင်းထိုခြေချင်းသည်တကားရှိတွင်မြည်တို့ရောက်နေသည်နည်းသူကထားခဲ့သည်မင်းသည်တတိပေးချက်လားသို့မဟုတ်ဖိတ်ခေါ်ခြင်းလားပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာထိုခြေချင်းကနှွေးနေစေဖြစ်သည်တစုံတဦး၏ခြေချင်းဝတ်မှခုမှချွတ်လိုက်တဲ့ကဲ့သို့ရဲကခြေချင်းကိုကောက်ကင်လိုက်သောအခါမြစ်ပတ်မှအမျိုးသမီးငိုတန်ထပ်မံကြားရသည်သို့သောဤတစ်ကြိမ်တွင်ထိုအတန်ကတစုံတဦး၏အမည်ကိုခေါ်နေသည်ရာမာ၏အမည်ကိုထိုမနက်ခင်းတွင်ထိတ်လန့်ဖွယ်ရာညအိမ်မက်များရာမာ၏အမည်ကိုခေါ်သောအတန်များဖြင့်ပြည့်နှက်နေပြီးနောက်လျှို့ဝှက်စုံစမ်းနေသောရဲများကစုံစမ်းစစ်ဆေးမှုကိုချဲ့ထွင်ရန်ဆုံးဖြတ်ခဲ့ကြသည်သူတို့သည်ဝိညာဉ်အတန်များလျှို့ဝှက်စမ်းကြဲသောခြေချင်းနှင့်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီး၏ပါဝင်ပတ်သက်မှုကြားဆက်စပ်မှုကိုရှာဖွေရမည်အဘယ်ကြောင့်ဆိုသောအချက်တစ်ချက်မှာရှင်းလင်းသည်ကိုရေးကိုရာရန်ညိုးထက်ပိုမိုကြီးမားသောစွမ်းအားတစ်ခုရှိနေသည်သူတို့သည်ဥဝီရီယိုပိုင်အိမ်ကြီးကိုစတင်ဆောင်ကြည့်ခဲ့ကြသည်ထိုအိမ်တွင်ရှေးဟောင်းပိတုကလက်ရာတစ်သားပန်းပွင့်နေရန်များဆယ်စုနှစ်ပေါင်းများစွာတက်တန်းရှိပုံရသောထူထဲသည့်ကောက်ရိုးမှုများရှိသည်သို့သောသူတို့၏အာယုံကိုအစွဲဆောင်ဆုံးမှာအိမ်နောက်ဘက်အပိုင်းဖြစ်သည်ရွာသားများဘယ်တော့မှဖြတ်တန်းသွားခြင်းမရှိပုံရသောအပိုင်းမြက်ပင်များပိုရှည်နေသည်မြေကြီးကိုခြေရမထိဘူးထိုဧရိယာပတ်ဝန်းကျင်ရှိလေထုကအခြားဧရိယာများထက်ပိုမိုအေးစိမ့်နေသည်တစုံတရာကထိုနေရာကိုစောင့်ရှောက်ထားတဲ့ကဲ့သို့အ
ဘဲကြောင့်ရွာသားများထိုနေရာသို့ဘယ်တော့မှမသွားသနည်းထိုရိုးရာဓလေ့အိမ်နောက်ွယ်တွင်ဘာကိုဖုံးကွယ်ထားသနည်းရာမှာအဝေးမှစောင့်ကြည့်နေပြီးထူးဆန်းသောအရာတစ်ခုကိုမြင်လိုက်ရသည်အိမ်နောက်ဘက်ရှိတကားငယ်လေးတွင်အဝတ်ဖြူတစ်ချက်ချိတ်ဆွဲထားသည်အဝတ်လန်းခြင်းမဟုတ်တာမန်အဝတ်စာမဟုတ်ဤအယောင်ကလွန်စွာတန့်ရှင်းသည်ပတ်ဝန်းကျင်နှင့်လွန်စွာကွာခြားသည်ထိုအဝတ်စပေါ်တွင်အမဲဆက်များရှိနေပြီးအမွှေးနံ့သာနံ့နှင့်ပို၍ဆိုးရွားသောအနံ့တစ်ခုကတဲတဲလေးရနေသည်ထိုအဝတ်စသည်ရိုးရာဓလေ့အဝတ်စလားဘုန်းကြီးကျောင်းသားကောင်များထဲမှတဦး၏အရာလားရွာသားများမမြင်သည်ကိုသူတို့ယုံကြည်မှသာချင်းကပ်ရန်ဆုံးဖြတ်ခဲ့ကြသည်သူတို့ခြုံပုတ်များကြားမှတိတ်တဆိတ်ဝင်ရောက်သွားပြီးဂိုရောင်တကားနှင့်တူသောတကားငယ်လေးရှိတွင်ရက်လိုက်ကြသည်ရာမာတကားလက်ကင်ကိုထိလိုက်သောအခါသူ့ကိုယ်ခန္ဓာကြတိမွေးညင်းထသွားသည်လက်ကင်ကရေခဲကဲ့သို့အေးဆက်နေသည်လူသားတဦးမှမထိဘူးတကယ်သို့သူတရွေးမျိုးချပြီးတကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်သည်တကားနောက်ွယ်တွင်ဂိုရောင်မဟုတ်တိုးလောင်ခန်းမဟုတ်ပဲဖျောင်းတိုင်မဲများပူဇော်ပွဲများမျက်နှာပျက်စီးနေသောကျိုးရုပ်များအရေမဲများပြည့်နေသောစလုံးကြီးတစ်လုံးရှိနေသည်ထိုအရေကမင်းညကငှားထားသောအိမ်၏မျက်နှာကျက်မှယိုစီးကျလာသောအရေနှင့်အနံ့တူသည်ဒါပါလဲဒါကဝိညာဉ်အစိတ်တက်ခွဲခန်းလားဒါမှမဟုတ်ဘုန်းကြီးကျောင်းနေသူများကိုတတ်ခဲ့သောစွမ်းအားကိုခေါ်ဆိုရနေရလားသို့သောသူတို့ပုံမစစ်ဆေးရန်အချိန်မရမီရာမာသည်သူ့အသက်ရှူတမ်းရပ်တန့်သွားစေမည့်တစုံတရာကိုတွေ့ရှိခဲ့သည်သားရည်စာအုပ်ငယ်လေးတအုပ်သူ့အသားရည်ကစုပ်ပြဲနေသည်စာမျက်နှာများကဝါနေသည်မျက်နှာဖုံးတွင်အမြဲတမ်းအိပ်ဆက်ခြင်းကိုပို့ဆောင်သည်ဟုရေးထားသည်ဒါသက်သေလားဒါကဘုန်းကြီးကျောင်းတစ်ခုလုံးကိုတက်ဖြတ်ရန်အသုံးပြုခဲ့သောနီလန်းလားရာမာပထမစာမျက်နှာကိုဖွင့်လိုက်သည်တိမ်မွေ့သောအမျိုးသမီးလက်ရည်ဘယ်ဘက်အောက်ထောင်တွင်ရေးထားသောအမည်ကသူ့ကိုယ်ခန္ဓာတစ်ခုလုံးကိုထုံကျင်သွားစေခဲ့သည်ဆူလာစထရီ၏မှတ်စုများဆူလာစထရီသည်ဥဝီရီယို၏ဇနီးဒါဆိုဒီစာအုပ်ကသူမပိုင်လားသူတို့နောက်တစ်မျက်နှာကိုလှမ်းလိုက်သောအခါအမည်စရင်းတစ်ခုကိုတွေ့ရှိခဲ့သည်လူဆယ်ပေါင်းများစွာ၏အမည်ပြည့်စုံကိုမင်းနီဖြင့်ချစ်ရာများဖြင့်နောက်ဆုံးစာကြောင်းတွင်ဘုန်းကြီးကျောင်းသား43ဦးဟုရေးထားသည်သားကောင်အားလုံးအမှန်တကယ်မှတ်သားထားသလားသားကောင်တဦးစီကိုတမင်တကာပြစ်မှတ်ထားခဲ့သလားအဘယ်ကြောင့်ရိုးရာဓလေ့ဆောင်ရွက်သူ၏ဇနီးတွေဤမျှအသေးစိတ်မှတ်တမ်းများပိုင်ဆိုင်ထားသနည်းသူတို့ထိုခန်းကိုစစ်ဆေးမှုမပြီးဆုံးမီအပြင်ဘက်မှခြေတံများကြားရသည်တစုံတဦးလာနေသည်ရဲများထိတ်လန့်သွားသည်အခန်းတွင်တကားတစ်ပေါက်သာရှိသည်သူတို့ဒီမှာဖမ်းမိရင်အရာအားလုံးပြီးဆုံးသွားပြီရာမာဖျောင်းနိုင်များကိုငိမ့်မှတ်စုစာအုပ်ကိုပိတ်ပြီးသူတို့တကားဖွင့်မခံရမီထူထဲသောလိုက်ကာနောက်တွင်ပုံအောင်လိုက်ကြသည်အမျိုးသမီးတဦးဖြည်းဖြည်းချင်းလှုပ်ရှားတော်လဲခိုင်မာစွာဝင်လာသည်ဥဝီရီယို၏ဇနီးသူမသည်အရေမဲများပြည့်နေသောဇလုံးကြီးရှေ့တွင်ရက်နေသည်နားမလည်နိုင်သောမန်နယ်များကိုတီးတိုးရွတ်ဆိုနေသည်သူမ၏လက်များကထိုအရေကိုမထိပဲငွေနေတကဲ့သို့လှုပ်ရှားနေသည်ထို့နောက်သူမကရဲများကိုကြက်တီးငွေညင်းထစေမည့်စကားတခွန်းကိုပြောလိုက်သည်အဲ့ဒီကလေးလေးကအများကြီးမြင်ခဲ့ပြီးပြီဘယ်ကလေးလဲဘယ်ရဲလဲရာမာလားဒါမှမဟုတ်အခြားရွာသားတဦးလားထို့နောက်သူမအနှဲငယ်ရဲသည်ဒါပေမဲ့သူလည်းအခြားသူတွေလိုပဲအိတ်လိမ့်မယ်ရဲများအသက်ရှူရက်သွားကြသည်သူတို့၏အတန်များကြားသွားမည်ကိုစိုးရိမ်ကြသည်ထိုမျိုးသမီးထွက်သွားသောအခါသူတို့အချက်တစ်ချက်ကိုတီးလိုက်ကြသည်သူတို့သည်အလွန်အမင်းနက်နဲသောအရာတစ်ခုတည်းသို့ဝင်ရောက်သွားပြီးညဘက်တွင်ရဲများစိတ်လှုပ်ရှားမှုအပြည့်ဖြင့်နှားထားသောအိမ်သို့ပြန်လာကြသည်သူတို့တွေ့ရှိခဲ့သောသက်သေအထောက်အထားများသည်ရုပ်ပိုင်းဆိုင်ရာသက်သေအထောက်အထားများသာမကဝိညာဉ်ရေးရာသက်သေအထောက်အထားများလည်းဖြစ်သည်ဆူလာစထရီ၏မက်ဆုစာအုပ်တွင်သားကောင်များကိုမှတ်တမ်းတင်ထားရုံသာမကရိုးရာဓလေ့များကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းတဲလွန်စာများလည်းပါဝင်သည်ဤရွာတွင်အခြားသားကောင်များရှိခဲ့ဘူးသလားဘုန်းကြီးကျောင်းသည်ပထမဆုံးမဟုတ်ဘူးလားယခင်ကမည်သူတွေပြစ်မှတ်ထားခံခဲ့ရသနည်းသူတို့တွေးရှိချက်များကိုဆွေးနွေးရန်အချိန်မရမီအိမ်တကားကိုပြင်းထန်သောတကားခောက်တံကအံ့အားသင့်စေခဲ့သည်ဒုံဒုံဒုံယခင်ကထက်ပိုပြင်းထန်ပို၍အတင်းကျပ်ပို၍ချင်းချောက်နေသကဲ့သို့ရဲများလက်နက်များကိုပြင်ဆင်လိုက်ကြသည်တကားဖွင့်လိုက်သောအခါဘယ်သူမှမရှိသည်မှာမြေပြင်ပေါ်တွင်ပူဇော်ပွဲကဲ့သို့တက်ရက်စွာစီးနှောင်ထားသောသပင်ရှည်တစ်စီးသာစာရွက်ငယ်လေးတစ်ရွက်နှင့်အတူစာရွက်တွင်သူ့အိတ်ဆက်ခြင်းကိုမနှောက်ယှက်ပါနဲ့ဟုရေးထားသည်ထိုစံပင်ကဆိုစွတ်နေစေနှွေးထွေးနေစေတစုံတဦးကခုမှအတင်းကျပ်ဖြတ်လိုက်တဲ့ကဲ့သို့ဤစပင်ကိုမြည်သူကထားခဲ့သည်
ဤဒီမှာဆူလာစထရီထံမှချင်းချောက်မှုလားသို့မဟုတ်သူမနှင့်အတူအလုလုသောအခြားအရာတစ်ခုထံမှသတိပေးချက်လားရာမာပိုမိုနီးကပ်စွာစစ်ဆေးကြည့်လိုက်သောအခါလျှို့ဝှက်ခန်းထဲရှိအရေမဲနှင့်တူညီသောအနံ့ကိုတွေ့ရှိခဲ့သည်အမွှေးနံ့သာနှင့်မြေကြီးဆိုစွန်းနှံ့နှင့်သွေးနှင်းငယ်ရောနှောထားသောအနံ့သူရက်လိုက်သောအခါလေကပြင်းထန်စွာတိုက်ခတ်လာပြီးသတင်းပေါက်မှမှန်တစ်ချက်ကိုကွဲစေခဲ့သည်မြင့်မတူညီသောအမျိုးသမီးအတန်ကသူနာထဲတွင်တီးတိုးပြောသည်သူ့ကိုမနိုးပါနဲ့သူမရည်ညွှန်းတာဘသူလဲဤရွာသည်မြည်သည့်စွမ်းအားကိုကာကွယ်နေသည်ထိုစွမ်းအားနိုးထလာလျင်အဘယ်ကြောင့်သူတို့ထိုမျှကြောက်ရွံ့ကြသည်ရုတ်တရက်အိမ်မီးများမှိတ်တုပ်ဖြစ်ပြီးလုံးဝပိတ်သွားသည်မှောင်မိုက်ထဲတွင်ခြေတံများအိမ်ကိုဝန်းရံနေသည်ကိုကြားရသည်ရာပေါင်းများစွာသောလူများအိမ်ပတ်လည်တွင်မရက်မနားလျှောက်သွားနေတကဲ့သို့ခြေလမ်းများစွာရင်းသည်ရွာသားများလားသို့မဟုတ်အခြားတတဝါများလားရာမာလိုက်ကအကွဲကြောင်းမှချောင်းကြည့်လိုက်သည်လူသားမရှိသို့သောအိမ်ပတ်ဝန်းကျင်ရှိမြေကြီးကမမြင်ရသောတစုံတရာကနင်းထားတကဲ့သို့လှုပ်ရှားနေသည်ထို့နောက်ထိုအတန်ထပ်ပေါ်လာသည်အိတ်သူတို့ကိုအိတ်စေရဲများအသက်ရှူရက်သွားကြသည်သူတို့သိသည်ဤဒီမှာရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုတသက်မဟုတ်တော့ပါသူတို့သည်ရှင်းပြ၍မရနိုင်သောဝိညာဉ်စွမ်းအားတစ်ခုကိုရင်ဆိုင်နေရသည်ရုတ်တရက်အိမ်နောက်ဘက်တကားကပြင်းထန်စွာပွင့်သွားခဲ့သည်မမြင်ရသောတစုံတရာကကန်လိုက်တကဲ့သို့ထိုတကားနောက်ွယ်တွင်သပင်ရှည်ဆူဆွတ်သောအမျိုးသမီးတဦးရပ်နေသည်ဆူလာစထရီမဟုတ်ဤဒီမှာရာမာ၏အိမ်မက်မှပုံရိပ်သတင်းစကားပေးလိုသောပုံရိပ်သို့သောထိုမျိုးသမီးစကားမပြောရမည်တစုံတရာကသူမကိုအမှောင်ထဲသို့ဆွဲခေါ်သွားပြီးချက်ချင်းပျောက်ကွယ်သွားစေခဲ့သည်ထိုပုံရိပ်ကရဲများကိုသတိပေးလိုတာလားသူမသည်ရိုးရာဓလေ့၏တားကောင်လားသို့မဟုတ်ဆူလာစထရီကိုတိုက်ခိုက်နေသောပုံမကြီးမားသောစွမ်းအားတစ်ခု၏အစိတ်ပိုင်းလားထိုညတွင်ရဲများသတိပြုမိသည်သူတို့သည်လူတက်မှုတစ်ခုကိုစုံစမ်းနေခြင်းမဟုတ်မဖွင့်သင့်သောတကားကိုဖွင့်နေခြင်းဖြစ်သည်နောက်တစ်နေ့နံနက်တွင်ရွာ၏လေထူးကလုံးဝကွာခြားနေသည်မြစ်ထဲတွင်စော့ကစားနေသောကလေးများမရှိအဝတ်လန်းနေသောအမျိုးသမီးများမရှိကြက်တွန်တန်သို့မဟုတ်စိတ်အော်တန်မရှိအရာအလုံးကတမင်တကာတိတ်ဆိတ်နေတကဲ့သို့ရွာကနှလုံးခုန်ရက်သွားတကဲ့သို့ခံစားရသည်ရဲများရိုးရာဓလေ့ခန်းကိုရှာတွေ့သည်ကိုရွာသားများသိကြသလားသူတို့သည်ရွာ၏လျှို့ဝှက်ချက်များကိုလှန်လောနေသောလူစိမ်းများရှိနေသည်ကိုသတိပြုမိကြသလားသို့မဟုတ်သူတို့သည်တစုံတရာဖြစ်ပျက်လာရန်စောင့်ဆိုင်းနေကြသလားယာမာသည်အခြားရဲနှစ်ဦးနှင့်အတူသတိအပြည့်ဖြင့်နှားထားသောအိမ်မှထွက်လာခဲ့သည်သို့သောရွာသားတဦးတယောက်မှမမြင်ရလမ်းများကတိတ်ဆိတ်နေသည်အိမ်တကားများအားလုံးပိတ်ထားသည်တစ်ပင်များကြားတွင်လေတိုက်ခတ်တန်သာရှိသည်ထို့နောက်သူတို့လမ်းအစွန်တွင်တစုံတဦးရက်နေသည်ကိုမြင်လိုက်ရသည်လူအိုတဦးသူ့ကိုယ်ခန္ဓာကကုန်းကွနေသည်သပင်များကဖြူဖွေးနေသည်သို့သောသူ့မျက်လုံးများကလျှို့ဝှက်ချက်များစွာကိုတင်စီထားသူတဦးကဲ့သို့ဆူရှာနေသည်သူသည်မြို့ဝကျွန်းပေါ်ဒေသတွင်နာမည်ကြီးသောရွာမှတက်ကြီးရွယ်အိုတဦးဖြစ်သည့်ဦးကြီးကျော်ဖြစ်သည်ဤလူသည်ရွာအနီးရှိတောအုပ်ကိုဆောက်ရှောက်သူဖြစ်ပြီးညဘက်ငိုတံအကြောင်းသတိပေးခဲ့သူတဦးရေးသောပုဂ္ဂိုလ်ဖြစ်သည်သို့သောဤတစ်ကြိမ်တွင်သူကကွာခြားနေသည်သူ့မျက်နှာကဖြူဖြော့နေသည်ရက်ပေါင်းများစွာမအိပ်ဖူးသူတဦးကဲ့သို့မင်းတို့ဒီရွာကနေထွက်သွားရမယ်ဟုသူကနှုတ်ဆက်ခြင်းမရှိဘဲပြောသည်သူ့အတန်ကချင်းချောက်ခြင်းမဟုတ်ဘဲကြောက်ရွံ့ခြင်းရိုးသားသောကြောက်ရွံ့ခြင်းမင်းတို့တစုံတရာကိုနှိုးလိုက်ပြီးဟုသူကဆက်ပြောသည်ကြာရှည်စွာအိပ်ပျော်နေခဲ့တဲ့တစုံတရာသူတို့ဘာကိုနှိုးလိုက်တာလဲအိမ်မက်ထဲကအမျိုးသမီးပုံရိပ်ပေါ်လာတာကသတိပေးချက်လားဆူလာစထရီရဲ့မှတ်စုစာအုပ်ကမှောင်စွမ်းအားရဲ့အဆလာရာမာမေးရန်စ조사သည်ဒီရွာမှာအမှန်တကယ်ဘာဖြစ်နေတာလဲဦးကြီးကျော်ဆူလာစထရီဘာလုပ်နေတာလဲသို့တော့ဦးကြီးကျော်ကခေါင်းခါသည်ဒါကဆူလာစထရီကိစ္စတင်မဟုတ်ဘူးဦးဝီရီယိုကိစ္စတင်မဟုတ်ဘူးဒါကမဖြေရှင်းရသေးတဲ့ရှေးဟောင်းရန်ညိုးအကြောင်းဘသူရန်ညိုးလဲအဘယ်ကြောင့်ထိုရန်ညိုးသည်ဘုန်းကြီးကျောင်းနေသူအားလုံး၏အသက်ကိုလိုအပ်သည်နည်းဦးကြီးကျော်ကရာမာကိုတေးသေးချာချာကြည့်သည်မင်းအဲ့ဒီအမျိုးသမီးကိုမြင်ခဲ့လားမင်းသူမကလူသက်သမားမဟုတ်ဘူးဆိုတာကိုဘလို့သိတာလဲသူမကပထမဆုံးသားကောင်ဟုဦးကြီးကျော်ကအတန်တုံရင်စွာပြောသည်မင်းတို့နားထောင်တင်တာသူပဲအိမ်မက်ထဲကအမျိုးသမီးပထမဆုံးသားကောင်ဘာဒိတ်ပဲလဲသူမကတဲလွန်စာပေးဖို့စ조사နေတာလားယာမာထပ်မမေးရမီပြေးလာသောခြေတံများကြားရသည်တဦးရဲမဟုတ်ပဲရာပေါင်းများစွာတစုံတဦးကိုရှာဖွေနေသောလူအုပ်ကြီးကဲ့သို့ထိုအတန်ကပုံမူနီးကပ်လာသည်
ဦးကြီးကျော်မျက်နှာပြက်ယွင်းပြီးနောက်ဆုတ်သွားသည်သူတို့မင်းတို့ဒီမှာရှိမှန်းသိပြီးအခုသွားတော့သူတို့ဘသူတွေလဲရွာသားတွေလားဒါမှမဟုတ်ကိုအမှောင်ဖုံးတဲ့အရာတစ်ခုလားရာမာနှင့်ရဲနှစ်ဦးသည်အိမ်နောက်ဘက်တွင်ချက်ချင်းပုန်းအောင်လိုက်ကြပြီးဘသူတွေလာတာလဲဆိုတာကိုချောင်းကြည့်လိုက်ကြသည်သူတို့အံ့အားသင့်စရာမြင်ကွင်းကိုမြင်တွေ့လိုက်ရသည်ရာပေါင်းများစွာသောရွာသားများကမျက်လုံးအလွတ်များခြေလန်းညီညာစွာမျက်နှာမဲဖြင့်လမ်းလျှောက်နေကြသည်သူတို့သည်မီးရှူးတိုင်များနှင့်အရေမဲများပြည့်နေသောစလုံးများကိုကင်ဆောင်ထားသည်သူတို့ကသတိမရှိတကဲ့သို့ထိန်းချုပ်ခံထားရတကဲ့သို့သူတို့အားလုံးရဲများနေထိုင်သောငှားရမ်းထားသောအိမ်ဘက်သို့ဦးတည်နေကြသည်ဤဒီမှာကျူးကျော်သူများကိုဖမ်းရန်ရိုးရာတလေလားရွာသားများသူတို့ဘာလုပ်နေလဲဆိုတာသိကြသလားဒါမှမဟုတ်သူတို့သည်ဆူလာစထရီရဲ့လက်အောက်ခံတွေလားရွာသားတွေအိမ်ကိုဝန်းရံလိုက်သောအခါမြစ်ဘက်ကနေအမျိုးသမီးအတန်ထပ်မံကြားရသည်ကျေးဇူးပြုပြီးငါစကားကိုနားထောင်ပါရာမာမြစ်ဘက်သို့လှည့်ကြည့်လိုက်သည်ထိုမျိုးသမီးသည်ရေပေါ်တွင်ရက်နေသည်မြင်မွန်းခြင်းမရှိမလှုပ်ရှားဝမ်းနည်းမှုအပြည့်ဖြင့်သူတို့ကိုကြည့်နေသည်သူမကတီးတိုးပြောသည်ဆူလာစထရီတူးတဲ့အလုံးမလုပ်ဘူးဆူလာစထရီတူးတဲ့မဟုတ်လျင်ဘသူတွေလဲရဲများကထိုမျိုးသမီးပုံရိပ်နောက်သို့လိုက်ရန်ဆုံးဖြတ်ခဲ့ကြသည်ထိုရွေးချယ်မှုကယူသွရကြသည်သို့သောသူတို့တွင်အချိန်မရှိရွာသားများကငှားထားသောအိမ်ကိုဝန်းရံထားစေသူတို့စောင့်ဆိုင်နေပါကသူတို့ကိုတွေ့ရှိပြီးထိုရွာမှအသက်ရှင်လျက်ပြန်ထွက်ရမည်မဟုတ်တော့ပါရာမာမြနာသို့ချင်းကပ်လာသောအခါထိုမျိုးသမီးကလှည့်ပြီးတောအုပ်ထဲသို့ဝင်သွားခဲ့သည်လမ်းလျှောက်ခြင်းမဟုတ်ဘဲလေကသူမ၏ကိုယ်ခန္ဓာကိုတည်ဆောင်သွားတဲ့ကဲ့သို့ပြန်ဝဲသွားသည်ရာမာနှင့်အခြားရဲနှစ်ဦးကနောက်ကနေလိုက်ခဲ့ကြသည်တောအုပ်ကမှောင်နေသည်နေမင်းကမြင့်နေတော်လဲအမြင့်များကဖမ်းဆုပ်လိုသောလက်များကဲ့သို့ဖြာထွက်နေသည်တရွက်များကတီတိုးပြောဆိုနေတကဲ့သို့ပုတ်တိုက်နေကြသည်တောအုပ်အလယ်တွင်ထိုမျိုးသမီးကရင်းညိများဖုံးအုပ်နေသောကြောက်တုံးကြီးတစ်ခုရှေ့တွင်ရက်လိုက်သည်ပထမဆုံးအကြိမ်ဖြစ်ထိုမျိုးသမီးကရှင်းလင်းစွာစကားပြောသည်ကျမကအရင်ကအဲ့ဒီဘုန်းကြီးကျောင်းမှာကျောင်းသူတဦးပါထိုစာကျောင်းကရာမာကိုတိတ်ဆိတ်သွားစေခဲ့သည်တေဆုံးသွားသောကျောင်းသူတဦးကဒီလိုဘလို့ပေါ်လာနိုင်တယ်လဲသူမသည်စူးစမ်းတတ်သောဝိညာဉ်လားသို့မဟုတ်တရားမျှတမှုကိုဘယ်တော့မှမတွေ့ရှိခဲ့ရသောသားကောင်လားထိုမျိုးသမီးကကြောက်တုံးကြီးကိုလက်ညှိုးထိုးပြသည်ဒီမှာကျမကိုပထမဆုံးမြုပ်နှံခဲ့တာပထမဆုံးအုပ်ကူဘုန်းကြီးကျောင်းတွင်လူအစုလိုက်ပြုံလိုက်ဝမ်းနည်းပွေရာအဖြစ်ပြက်မတိုင်မီကပင်သားကောင်များရှိခဲ့ဘူးသလားထိုမျိုးသမီးကဆက်ပြောသည်ကျမကိုဆူလာစထရီကတတ်တာမဟုတ်ဘူးဆူလာစထရီကခိုင်းခံရတာနောက်ွယ်ကကျိုးကင်သူကရုတ်တရက်မြေကြီးကိုတုန်ခါစေသောအတန်ကျဲကျဲကြီးထွက်ပေါ်လာသည်ကြောက်တုံးကြီးကအနှဲငယ်အကွဲသွားပြီးအောက်ရှိမြေကြီးကတုန်ခါသွားသည်ထိုမျိုးသမီးကကြောက်ရွံ့ပုံရသည်သူတို့ကြားသွားပြီးသူတို့လာနေပြီသူတို့ဘသူတွေလဲထိန်းချုပ်ခံထားရသောရွာသားတွေလားဒါမှမဟုတ်ရွာဤလျှို့ဝှက်ချက်ကိုစောင့်ရှောက်သောအမှောင်ထုများလားထိုမျိုးသမီးကရာမာကိုတောင်းပန်သောမျက်လုံးများဖြင့်ကြည့်သည်အချိန်မရှိတော့ဘူးနောက်ွယ်ကကျိုးကင်သူကသူမစကားမဆုံးမီတစ်ပင်များပေါ်မှရှည်လျားသောအော်ဟစ်တန်ကြားရသည်အကိုင်းခတ်များကြားတွင်တစုံတရာကအမြန်၍လျားနေသည်တစ်ပင်တစ်ပင်မှတစ်ပင်သို့ခုန်ကူးနေသောအရေးကြီးတစ်ခုကဲ့သို့ရာမာဓမီမြောက်လိုက်သည်သို့သောအလင်းကရှင်းလင်းသောပုံတံမရှိသောအမဲရောင်အရေးကိုသာဖမ်းမိခဲ့သည်ထိုမျိုးသမီးတုံရင်နေသည်အဲ့ဒါရိုးရာတလေးဆောင်းလျှောက်သူကကျမကိုအရင်တုန်းကလိုအတန်တိတ်စေလိမ့်မယ်ရိုးရာတလေးဆောင်းလျှောက်သူဤရွာဤလျှို့ဝှက်ချက်ကိုဆောင်းလျှောက်သောတတဝါဘလို့ပုံစံလဲရင်းသည်လူသားလားသို့မဟုတ်ဝိညာဉ်တလေးများမှဖန်တီးထားသောတစုံတရာလားထိုအရေးကတစ်ပင်များပေါ်မှအလွန်အမင်းမြန်ဆန်စွာခုန်ဆင်းလာပြီးတစ်ပင်များကိုပြင်းထန်စွာတုံရင်စေခဲ့သည်ရဲများနောက်ပြန်ဆုတ်လိုက်ကြသည်ကြီးစံများအသုံးမဝင်နိုင်သည်ကိုသိတော်လဲတနက်များကိုမြှောက်ထားကြသည်ထိုမျိုးသမီးကရာမာကိုနောက်ဆုံးအကြိမ်ကြည့်သည်နောက်ွယ်ကကျိုးကင်သူကမင်းတို့ထင်ထားတဲ့လူမဟုတ်ဘူးထို့နောက်ထိုအရေးကထိုမျိုးသမီးကိုတိုက်ခိုက်လိုက်ပြီးသူမ၏ကိုယ်ခန္ဓာသည်လေဖြင့်တိုက်ထုတ်သွားသောမိခိုးကဲသို့ချက်ချင်းပျောက်ကွယ်သွားခဲ့သည်ထိုပုံရိပ်ပျောက်ကွယ်သွားသည်တောအုပ်ကပြန်လဲတိတ်ဆိတ်သွားသည်ရာမာနှင့်အခြားရဲများတိတ်ဆိတ်နေကြသည်ထိုမျိုးသမီး၏နောက်ဆုံးစကားလုံးကလေထဲတွင်ဝဲနေသည်နောက်ွယ်ကကျိုးကင်သူကလူသားမဟုတ်ဘူးဆူလာစထရီမဟုတ်လျင်ဥဝီရီယိုမဟုတ်လျင်ဘသူလဲထိုရိုးရာတလေဆောင်ရွက်သူကတစုံတရာနှင့်ပူးပေါင်းထားတာလားသို့မဟုတ်ဤရွာတွင်ပုံမိုရှိကြသောနတ်မောင်သောတမိုင်းရှိနေသလားရွာသားများ၏ခြေတံများအဝေးမှပြန်လဲကြားရသည်သူတို့တွင်အချိန်မရှိ
အချက်တစ်ချက်မှာရှင်းလင်းသည်ဤပဟေနိသည်ရန်ညိုးအကြောင်းတသက်မဟုတ်ရိုးရာဓလေ့အကြောင်းတသက်မဟုတ်ဘုန်းကြီးเจ้าတည်ဆုံးမှုအကြောင်းတသက်မဟုတ်ဤဒီမှာရွာမတီဆောက်မီကလေးကအမြင့်တွယ်နေသောစွမ်းအားတစ်ခုအကြောင်းအသက်ရှင်စေစာလောင်စေသူဤလျှို့ဝှက်ချက်များကိုကာကွယ်နေစေစွမ်းအားတစ်ခုအမှန်တကယ်နောက်ွယ်ကကြိုးကင်သူသည်အလွန်နီးကပ်နေစေဝိညာဉ်မျိုးသမီးအရေးနှက်ဖြင့်အတိုက်ခံရပြီးပျောက်ကွယ်သွားပြီးနောက်တောအုပ်ဤလေထုသည်လွန်စွာတိတ်ဆိတ်သွားသည်ရိုးရိုးတိတ်ဆိတ်ခြင်းမဟုတ်ဘဲစောင့်ကြည့်နေတကဲ့သို့စောင့်ဆိုင်နေတကဲ့သို့လွန်စွာဝေးဝေးသို့ရွှေရှားသူတိုင်းကိုမျိုးချရန်အသင့်ပြင်ထားတကဲ့သို့တိတ်ဆိတ်ခြင်းယာမာတရွေးမျိုးချသည်အခြားရဲများတောင့်တင်းစွာရက်နေကြသည်သူတို့အချက်တစ်ချက်ကိုသတိပြုမိသည်အမှန်တကယ်ကြိုးကင်သူသည်အသက်ရှင်နေစေဖြစ်သည်ထိုကြိုးကင်သူသည်တာမန်လူသားမဟုတ်သို့သောထိုမျိုးသမီးသည်အရေးကြီးသောသဲလွန်စားတစ်ခုကိုပေးခဲ့သည်သူကမင်းတို့ထင်ထားတဲ့လူမဟုတ်ဘူးဘာအဓိပ္ပာယ်လဲကြိုးကင်သူကရွာသားမဟုတ်လားဘုန်းကြီးเจ้าမှလူတဦးလားသို့မဟုတ်သူတို့ယခုအထိမတင်ငါဘူးသောထင်ရှားသူတဦးလားရာမာမိမိကိုယ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီးဖြစ်ရအားလုံးကိုပြန်လည်စဉ်းစားသည်ဆူလာဆက်ဖရီသည်အမိန့်ကိုသာနာခံခဲ့သည်ရွာသားများသည်ထိန်းချုပ်ခံထားရတကယ်သို့ပြုမှုခဲ့ကြသည်ဝိညာဉ်မျိုးသမီးကိုတိုက်ခိုက်သောရိုးရာဓလေ့ဆောက်ရှောက်သူရှိသည်ရိုးရာဓလေ့မှတ်တမ်းများကနှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့သည့်အလေးအကျင့်များကိုပြသနေသည်ရွာကိုထိန်းချုပ်နိုင်လောက်အောင်အစွန်းထက်သူဘသူလဲစောင့်ရှောက်သူဝိညာဉ်များကိုခေါ်ဆိုနိုင်သောစွမ်းအားကိုမြည်သူပိုင်ဆိုင်သည်နည်းအမှားကိုအခြားသူများထံသို့လွှဲပြောင်းနိုင်လောက်အောင်မြည်သူကထက်မြက်သည်နည်းသူတို့တအုပ်အစုံသို့ပြန်လာသောအခါရုတ်တရက်တစ်ပင်များနောက်ွယ်မှအမျိုးသားတဦးပေါ်ထွက်လာသည်ထိုမျိုးသားကအညိုရောင်ဝတ်လုံရှည်ကိုဝတ်ဆင်ထားသည်သူမျက်နာကငြိမ်သက်နေသည်သူမျက်လုံးအကြည့်ကငြိမ်းချမ်းနေသည်သူသည်ဦးစတင်ထောင်ရွာ၏ဘာသာရေးခေါင်းဆောင်ဟောင်းဖြစ်သည်နှစ်ပေါင်းများစွာကတည်းကပြောင်းရွှေ့သွားပြီဟုသတင်းထွက်ခဲ့သူသို့သောဝိညာဉ်ဖြစ်ရဆန်းဖြစ်ပြီးနောက်ခုမှသူဘလို့ပေါ်လာသလဲရွာသားများကသူ့အမိကိုဘယ်တော့မှဘာကြောင့်မပြောဘူးတလဲမင်းတို့ဘာလို့ဒီမှာရှိနေတာလဲဟုသူကအေးဆေးတည်ငြိမ်စွာမေးသည်ရာမာအသက်ရှူရက်သွားသလိုတစုံတရာကမှားနေသည်လွန်စွာမှားနေသည်ဆရာဦးစတင်ထောင်ခမည်းဒီရွာမှာဆက်နေတော့မဲလားဟုရာမာကမေးသည်ဦးစတင်ထောင်အနှဲငယ်ပြုံးသည်ငါဘယ်တော့မှအမှန်တကယ်ထွက်မသွားပါဘူးထိုစာကြောင်းကရာမာ၏ကိုခန္ဓာတစ်ခုလုံးကိုကြက်သီးမွေးညင်းထသွားစေခဲ့သည်သူဘယ်တော့မှမသွားပါကဒီလောက်ကြာအောင်ဘယ်မှာရှိနေခဲ့တာလဲရွာသားတွေဘယ်တော့မှသူ့နာမည်ကိုဘာကြောင့်မပြောခဲ့တာလဲဦးစတင်ထောင်ပိုနီးလာသည်သူ့မျက်လုံးများကစိတ်ဝိညာဉ်ကိုခွာချနေတကယ်သို့ကြည်နေသည်မင်းတို့ကြိုးကင်သူကိုရှာနေတာလားဘုန်းကြီးကျောင်းဘာကြောင့်ထာဝရငြိမ်သက်သွားရတာလဲသိချင်တာလားငြိမ်သက်ဘုန်းကြီးကျောင်းဘာကြောင့်ငြိမ်သက်ရတာလဲအမှန်တကယ်ဘာကိုဖုံးကွယ်ချင်တာလဲရာမာတလန်းနောက်ဆုတ်သည်ဆရာဦးစတင်ထောင်ခမည်းကဘသူကကျူးလွန်ခဲ့လဲဆိုတာသိလားဦးစတင်ထောင်ဖြည်းဖြည်းချင်းရဲသည်လူသားနှင့်လုံးဝမတူသောရဲတံကျူးလွန်သူမင်းတို့အခုစကားပြောနေတာသူ့ကိုပဲရာမာထုံကျင်သွားသည်သွေးများစီးဆင်းခြင်းရပ်တန့်သွားသလိုဘာသာရေးကောင်းဆောင်အဖြစ်လေးစားခံရသူကလူသက်သမားအဖြစ်ဘလို့ဝန်ခံနိုင်သလဲဦးစတင်ထောင်သူ့လက်များကိုဖြည်းဖြည်းချင်းမြှောက်လိုက်သည်မြေကြီးကတုန်ခါသည်လေကသူ့ပတ်ဝန်းကျင်တွင်လဲပတ်သည်အဲ့ဒီဘုန်းကြီးကျောင်းကအရန်ဆူညံတယ်သူတို့ဒီကဘာကိုမငြိမ်မသက်ဖြစ်စေတယ်ငြိမ်သက်မှုကိုဘယ်နည်းနဲ့မဆိုကာကွယ်ရမယ်ဒါကအမှန်တကယ်အကြောင်းပြချက်လားသူသည်ချဲ့ထွင်စပီကာတန်ကြောင့်သာဘုန်းကြီးကျောင်းနေသူအားလုံးကိုတတ်ခဲ့တာလားဒါမှမဟုတ်အဲ့ဒီအကြောင်းပြချက်ကပိုပြီးနက်မောင်တဲ့တစုံတရာကိုဖုံးကွယ်ဖို့ညနေဖုံးတင်လာရာမှာတနက်ဆွဲထုတ်ရန်စ조사တော်လဲသူ့လက်များမလှုပ်ရှားနိုင်ဦးစတင်ထောင်ပြုံးသည်ဆူလာစထရီကငါခိုင်းတာကိုပဲလုပ်တယ်ရွာသားတွေကငါတွတ်သွင်းတာကိုပဲလိုက်နာတယ်မင်းကအရန်အများကြီးမြင်ခဲ့ပြီးပြီသူအမှန်တကယ်ဘသူလဲလူသားလားမော်စရာလားဒါမှမဟုတ်လူသားထက်ပုံမိုရှိကြတဲ့တစုံတရာလားသူပိုနီးလာမီရွာဘက်မှပောက်ကွဲတန်ကြီးထွက်ပေါ်လာသည်ရွာသားများအော်ဟစ်တန်တစ်သားကျိုးပဲ့တန်ပစ္စည်းများပြုတ်ကျတန်ဦးစတင်ထောင်ထိုအတန်ဘက်သို့လှည့်ကြည့်လိုက်သည်ထိုအရာကရာမာကိုထွက်ပြေးရန်အခွင့်အရေးပေးခဲ့သည်သို့တော်သူတို့မသွားမီဦးစတင်ထောင်ကတီးတိုးပြောသည်ငါမင်းတို့ကိုနေမဝင်ခင်ရှာတွေ့လိမ့်မယ်ရာမာနှင့်အခြားရဲနှစ်ဦးကအကူအညီရှာရန်သို့မဟုတ်အ ਨੇ ဆုံးပုံအောင်ရန်နေရာရှာရန်မျှော်လင့်ချက်ဖြင့်ရွာဘက်သို့ပြေးခဲ့ကြသည်သို့တော်သူတို့တွေ့ရှိခဲ့သည်မှာပို၍ပင်ကြောက်မက်ဖွယ်ကောင်းသည်ရွာသားများ၏အိမ်များပွင့်နေသည်မီးရှုတိုင်များပြုတ်ကျနေသည်ပရိဘောဂများပျက်စီးနေသည်ရွာကမုန်တိုင်းကြပြီး
ခုမှတိုက်စားသွားတဲ့ကဲ့သို့ရွာသားများမရှိတော့သူတို့ဘယ်ရောက်သွားကြတာလဲသူတို့ကိုဖမ်းသွားတာလားဒါမှမဟုတ်ပိုကြောက်စရာကောင်းတဲ့တစုံတရာကနေထွက်ပြေးခဲ့ကြတာလားရုတ်တရက်ရာမှာအိမ်ခေါင်မိုးပေါ်တွင်တစုံတရာရွေရားနေသည်ကိုမြင်လိုက်ရသည်ပုံတံမရှိသောအရေးကြီးတစ်ခုသို့သောရင်းသည်လူသားမဟုတ်ကြောင်းသူသိသည်ရင်းသည်ရိုးရာဓလေ့ဆောင်လျှောက်သူခုနကဝိညာဉ်မျိုးသမီးသားကောင်ကိုခေါ်ဆောင်သွားသောတတဝါထိုတတဝါကအိမ်ကောင်မိုးပေါ်မှဖြည်းဖြည်းချင်းဆင်းလာသည်အမဲရောင်မြူကိုများစုပုံလာတဲ့ကဲ့သို့ခြေလက်မရှိတော့လဲကိုခန္ဓာရှိတဲ့ကဲ့သို့လှုပ်ရှားနေသည်ရာမာအသက်ရှူမှားသွားသလိုထိုတတဝါကသူတို့ကိုရှာနေတယ်ဟုရဲတဦးကတီတိုပြောသည်ပုံအောင်သူတို့အိမ်ဟောင်းတစ်လုံးထဲသို့ဝင်သွားပြီးဘီရိုကြီးနောက်တွင်ပုံအောင်လိုက်ကြသည်သို့တော်ထိုတတဝါကတကားမဖွင့်ဘဲအိမ်ထဲသို့ပြန်ဝဲဝင်လာသည်ဘာမှမထိပဲသူဘလို့ဝင်လာနိုင်တယ်လဲနေရသည်သူ့အတွက်ကန့်သက်ချက်မဟုတ်ဘူးလားရုပ်ပိုင်းဆိုင်ရာနေရာမများကိုပင်မလိုက်နာသောတစုံတရာကိုသူတို့မြည်သို့တိုက်ခိုက်နိုင်မည်နီထိုတတဝါကငွေပေါင်းထောင်ချီဖြတ်တန်းတဲ့ကဲ့သို့အတန်မျိုးကိုထုတ်သည်ဘီရိုကတုံခါသည်ကျမ်းပြင်ကအကွဲသည်နေရန်များကဘေးနှစ်ဖက်မှဖိထားတဲ့ကဲ့သို့ကွေးညွတ်နေသည်ထိုတတဝါကတီတိုပြောသည်မင်းတို့ဒီမှာရှိမှန်းငါသိတယ်ရဲများမျက်လုံးမိတ်အစုံကိုစောင့်နေကြသည်သို့သောရုတ်တရက်အိမ်ပြင်ဘက်မှအခြားအတန်ကြားရသည်ကျေလောင်သောအတန်ဖျားတရားရွတ်ဖတ်တန်ထိုတတဝါကအော်ဟစ်ပြီးအမဲရောင်မြူကိုများပောက်ကွဲကပျောက်ကွယ်သွားသည်ရမာမျက်လုံးဖွင့်လိုက်ပြီးအိမ်ပြင်ဘက်တွင်စာအုပ်ကြီးတအုပ်ကိုကင်ထားသောတစုံတဦးကိုမြင်လိုက်ရသည်သူတို့ဘယ်တော့မှမမျှော်လင့်ထားဘူးသောတစုံတဦးကြီးကျော်သူသည်ထိုတတဝါကိုတိုက်ခိုက်နိုင်သောစွမ်းအားကိုဘာကြောင့်ပိုင်ဆိုင်ထားတာလဲသူသည်ရိုးရာဓလေ့၏အစိတ်ပိုင်းလားသို့မဟုတ်ဤရွာ၏ဟန်ချက်ကိုစောင့်ရှောက်သောနောက်ဆုံးစောင့်ရှောက်သူလားဦးကြီးကျော်ကအတန်ပြတ်သားစွာပြောသည်မင်းတို့ငါနဲ့လိုက်ခဲ့ရမယ်ကျိုးကင်သူကအားနေနေပြီဒီရာအားလုံးကိုအဆုံးသတ်ဖို့ခွင့်ရေးရှိတယ်ရာမာစိတ်ထဲတွင်တန်တရားများပြည့်နှက်နေတော်လဲလိုက်ခဲ့သည်သူတို့ရွာအစုံရှိတောင်ကုန်းငယ်လေးပေါ်သို့တက်သွားပြီးအမြင့်များဖြင့်ဖုံးအုပ်ထားသောကူတစ်ခုသို့ထိုကူအတွင်းတွင်လေထုကပို၍လေးလံနေသည်ဝိညာဉ်ပေါင်းထောင်ချီတီတိုးပြောနေတဲ့ကဲ့သို့ကူအလဲတွင်ဦးစတင်ထောင်ရက်နေသည်သူ့မျက်လုံးများကညီရဲနေသည်သူ့ကိုယ်ခန္ဓာမှအမဲရောင်မီးကိုများထွက်နေသည်မင်းတို့ထွက်ပြေးနိုင်မယ်ထင်နေတာလားဟုသူကရေမောရင်းပြောသည်ဦးကြီးကျော်သူ့စာအုပ်ကိုဖွင့်လိုက်သည်မင်းမပိုင်ဆိုင်တဲ့ပညာကိုအသုံးချနေတာဦးစတင်ထောင်မင်းအပြစ်မဲ့တဲ့ဝိညာဉ်တွေကိုထောင်ချောက်ဆင်နေတာဦးစတင်ထောင်သူ့လက်များကိုမြှောက်လိုက်သည်ကူအတွင်းရှိအမြင့်များကငွေများကဲ့သို့လျင်မြန်စွာရွေရှားလာသည်ဝိညာဉ်တိုက်ပွဲစတင်ခဲ့သည်ဦးကြီးကျော်၏တရားတော်များကဦးစတင်ထောင်၏အမှောင်စွမ်းအားများနှင့်တိုက်မိသည်အလင်းနှင့်အမှောင်ထိတ်တိုက်တွေ့ဆုံပြီးဂူနံရံများကိုကွဲစေကာကြောက်တုံးများပြန်ဝဲစေခဲ့သည်ဦးစတင်ထောင်အမှန်တကယ်ဘသူလဲသူဒီစွမ်းအားကိုဘယ်ကရခဲ့တာလဲသူသည်အခြားတတဝါအဖြစ်ပြောင်းလဲသွားသောလူသားလားထိုရှုပ်ထွေးမှုကြားတွင်ရာမာသည်ဆူလာစထရီ၏မှတ်စုစာအုပ်ကိုကြောက်တုံးကြီးအနီးတွင်တွေ့လိုက်ရသည်ထိုအရာကဦးစတင်ထောင်၏စွမ်းအား၏အရေးမြစ်လားသို့မဟုတ်သူ့ကိုရက်တန့်ရန်တဲလွန်စလားရာမာရင်းကိုကောက်ယူလိုက်ပြီးနောက်ဆုံးစာမျက်နှာကိုစုပ်ဖြဲလိုက်သည်အဓိကမဏ္ဍန်ပါသောစာမျက်နှာဦးစတင်ထောင်နာကျင်စွာအော်ဟစ်သည်ဂူကတုံခါသည်သူ့ကိုယ်ခန္ဓာမှအမဲရောင်အလင်းများထွက်ပေါ်လာသည်ဦးကြီးကျော်ကနောက်ဆုံးအော်ဟစ်တန်ဖြင့်ရိုးရာဓလေ့ကိုအဆုံးသတ်လိုက်သည်ဦးစတင်ထောင်ပြိုလဲသွားသည်သူ့ကိုယ်ခန္ဓာသည်အမဲရောင်ဖုံမှုများအဖြစ်ပြောင်းလဲသွားပြီးလေဖြင့်တိုက်ထုတ်သွားသည်ရွာကတိတ်ဆိတ်သွားသည်လွန်စွာတိတ်ဆိတ်သွားသည်မဖြေရှင်းရသေးသောပဟေလိများစွာရှိနေသေးသည်ဦးစတင်ထောင်အမှန်တကယ်ဘသူလဲသူဘာကြောင့်ဒီစွမ်းအားကိုပိုင်ဆိုင်ထားတာလဲသူအမှန်တကယ်သိဆုံးသွားတာလားဒါမှမဟုတ်အမှောင်ထုကပြန်လဲနိုးထလာဖို့စောင့်နေတာလားသို့သောအချက်တစ်ချက်မှာရှင်းလင်းသည်ဘုန်းကြီးကျောင်းအမှုသည်ရန်မျိုးနှင့်ရိုးရာဓလေ့အကြောင်းတသက်မဟုတ်ဤဒီမှာအလင်းနှင့်အမှောင်ကြားစစ်ပွဲတစ်ခုဖြစ်သည်ရဲများခုမှပထမဆုံးအခန်းကိုသာအနိုင်ယူခဲ့သည်နောက်ဆုံးစစ်ပွဲမဟုတ်သေးပါထိုရွာတွင်ညအမှောင်ထုကျဆင်းပြီးနောက်ဆုံးအော်ဟစ်တန်များငြိမ်သက်သွားပြီးနောက်အမှောင်ထုကအကျင့်ဆိုးရိုးရာဓလေ့အားလုံးကိုမျိုးချပြီးနောက်တွင်ထိုဝမ်းနည်းဖွယ်ရာအဖြစ်ပြက်ကိုမျက်မြင်သက်သေခံခဲ့ရသူတိုင်းရှောင်လွဲမရနိုင်သောခါးသီးသောအမှန်တရားတစ်ခုပေါ်ထွက်လာခဲ့သည်လူသားသည်ဒေါသထွက်သောအခါနာကျင်သောအခါအန္တရာယ်အရှိဆုံးတတဝါမဟုတ်ပဲမိမိကိုယ်ကိုမှန်သည်ဟုထင်မြင်ပြီးကဘာကြီးကမှားနေသည်ဟုထင်မြင်သောအခါအန္တရာယ်အရှိဆုံးတတဝါဖြစ်တတ်သည်ဘုန်းကြီးကျောင်းနေသူအလုံးဒဏ်ရာမရှိခုခံမှုအတန်မရှိ
အသက်ရှင်သန်မှုလက္ခဏာမရှိဘဲသေဆုံးသွားသောအခါရာဇဝတ်မှုသည်ဒါသွေးသို့မဟုတ်လက်နက်ပုံစံဖြင့်အမြဲတမ်းလာရောက်သည်မဟုတ်ကြောင်းကဘာကြီးကမျက်မြင်သက်သေခံခဲ့ရသည်ပို၍တိတ်ဆိတ်ပို၍လျှို့ဝှက်ရှာဖွေရပိုမိုခက်ခဲသောရာဇဝတ်မှုများရှိသည်မိမိမပိုင်ဆိုင်သောစွမ်းအားကိုအသုံးပြုရန်ကြိုးစားသောလူသား၏မာနမှပေါက်ဖွာလာသောရာဇဝတ်မှုများချက်ထွင်စပီကာတန်ကိုမုန်းပြီးမိမိကိုယ်ကိုတားကောင်ဟုထင်မြင်သောဆူလာဆဖရီသည်ပိုမိုနှဆိုင်သောပျက်စီးခြင်းကိုဖုံးကွယ်ထားသောရေခဲတောင်ကြီး၏မျက်နှာပြင်သက်သက်ဖြစ်နိုင်သည်သူမ၏ဒေါသနောက်ွယ်တွင်ရန်ညိုးကိုတီးတိုးပြောသောအတန်တစ်ခုရှိသည်သူမ၏ရန်ညိုးနောက်ွယ်တွင်သူမ၏စိတ်ကိုဖြည်းဖြည်းချင်းအစိတ်ခတ်နေသောရိုးရာဓလေ့ဆောင်ရွက်သူရှိသည်ထိုရိုးရာဓလေ့ဆောင်ရွက်သူနောက်ွယ်တွင်ဦးစတင်ထောင်ရှိသည်မိမိကိုယ်ကိုစွမ်းအားဟုထင်မြင်သောတစုံတရာအတွက်သူ၏စိတ်ဝိညာဉ်ကိုကြာရှည်စွာရောင်းချခဲ့သောလူသားနောက်ဆုံးတွင်အချက်တစ်ချက်ကိုကျွန်ုပ်တို့နားလည်ခဲ့သည်တခါတရံလူသားသည်နတ်ဆိုးအဖြစ်ပြောင်းလဲရန်မလိုအပ်ပါသူသည်တကားကိုဖွင့်ပေးရန်သာလိုအပ်သည်ထို့နောက်ကြံသောအရာများကသူ့ဘာသာသူဖြစ်လာသည်ဤဆက်ကြောင်းသည်အကြီးမားဆုံးသောအန္တရာယ်သည်ဝိညာဉ်တတဝါများမဟုတ်လျှို့ဝှက်ရိုးရာဓလေ့များမဟုတ်ညသောအုပ်ထဲတွင်ခြေရာတိုင်းကိုလိုက်ပါသောအရေးများမဟုတ်ကြောင်းသတိပေးသည်အကြီးမားဆုံးသောအန္တရာယ်မှာလူသား၏နှလုံးသားသည်ဗလာကျင်းနေပြီးနောက်အသေးအဖွဲမုန်းတီးမှုများဖြင့်ပြည့်နှက်သွားသောအခါထိုမုန်းတီးမှုများကအဆုံးမရှိသောခြောက်နက်ကြီးအဖြစ်ကြီးထွားလာသောအခါဖြစ်သည်ကြီးမားသောပရိပက္ခများစွာသည်ညီမျှပင်သေးငယ်သောအရာများမှစတင်ခဲ့သည်လွန်စွာကျယ်လောင်သည်ဟုယူဆသောချဲ့ထွင်စပီကာတန်စော်ကားသည်ဟုယူဆသောမှတ်ချက်တစ်ခုတီးခန့်ခြင်း၏နယ်နိမိတ်ကိုအနှဲငယ်ကျော်လွန်သွားခြင်းသို့သောနှလုံးသားမှောင်မိုက်သူများ၏လက်ထဲတွင်ထိုအသေးအဖွဲကိစ္စများကအသက်များစွာကိုဆုံးရှုံးစေသောကြီးမားသောဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များအဖြစ်ပြောင်းလဲသွားနိုင်သည်တစ်ချိန်ကပညာသင်ယူရာနေရာရှိခိုးရာနေရာအလင်းရှာဖွေရာနေရာဖြစ်ခဲ့သောဘုန်းကြီးကျောင်းသည်တစုံတဦးကမိမိကိုယ်ကိုပြစ်ဒဏ်ချမှတ်ရန်အခွင့်အရေးရှိသည်ဟုထင်မြင်ယုံဖြင့်အလောင်းကောင်များပြည့်နှက်နေသောအခန်းအဖြစ်ပြောင်းလဲသွားခဲ့သည်လူသားသည်အခြားသူများ၏အသက်တာကိုတရားသူကြီးအဖြစ်စတင်ယူဆသောအခါမြင်မျှပင်ကြောက်မက်ဖွယ်ကောင်းသည်လူသားသည်အကျယ်လောင်ဆုံးအတန်သည်ချဲ့ထွင်စပီကာမဟုတ်ဘဲမိမိကိုယ်တိုင်၏အတ္တဖြစ်ကြောင်းမေ့လျော့သွားသောအခါထိုဝမ်းနည်းဖွယ်ရာအဖြစ်ပြက်နောက်ွယ်တွင်ခါးသီးသောသင်ခန်းစာတစ်ခုရှိသည်အမှန်တရားသည်အမြဲတမ်းအကျယ်လောင်ဆုံးအတန်မှမလာတတ်အတန်ရှင်းဆုံးပုံရသောသူမှမဟုတ်ဘာသာရေးဝိယုံဝစ်စင်သူများမှမဟုတ်အမှန်တရားသည်မကြားရသူများထံမှတိတ်ဆိတ်နေသူများထံမှအိမ်မက်များမှတဆင့်ကဘာကြီးကိုသတိပေးရန်စ조사သောပထမဆုံးသားကောင်ထံမှမကြာခဏလာတတ်သည်ကျွန်ုပ်တို့သည်စကားပြောရန်စ조사နေသောအတန်ငယ်များကိုညီမျှမကြာခဏလစ်လျူရှုမိသည်အားနည်းသောအတန်ကဘာ၏စူညံတန်များကြားတွင်နားမလည်နိုင်လောက်အောင်အတန်တိုးနေသောအတန်တခါတရံအမှန်တရား၏အတန်သည်တိုးတိုးလေးလာတတ်သည်ကိုကျွန်ုပ်တို့မေ့လျော့နေကြသည်ဝိညာဉ်မျိုးသမီးပထမဆုံးသားကောင်သည်လက်တွေ့ကဘာတွင်အတန်မဲ့သောဝိညာဉ်များစွာ၏ပုံရိပ်ဖြစ်သည်သူတို့၏အမှန်တရားကလက်ခံရန်လွန်စွာခါးသီးသောကြောင့်ဖယ်ရှားခံရမေ့လျော့ခံရဖုံးကွယ်ခံရသောဝိညာဉ်များထိုမျိုးသမီးကဲ့သို့ပင်ကဘာကြီးကပိုမိုခွန်အားကြီးသူများပိုမိုအာဏာရှိသူများလိမ်ညာမှုများကိုတန်ရှင်းသောမျက်နှာဖုံးနောက်ွယ်တွင်ဖုံးကွယ်ရာတွင်ပိုမိုကျွမ်းကျင်သူများကိုယုံကြည်ရန်ရွေးချယ်သောအခါအမှန်တရားများစွာရည်ထဲတွင်နစ်မြုပ်သွားတတ်သည်သို့သောနောက်ဆုံးတွင်မြည်သည့်လိမ်ညာမှုမျှအမှန်တကယ်မြုပ်နှံထား၍မရပါမြည်သည့်ရာဇဝတ်မှုမျှထာဝရဖုံးကွယ်ထား၍မရပါမြည်သည့်အမှောင်တလေးမျှပေးဆက်မှုကိုမတောင်းဆိုဘဲမနေပါအမှောင်ထုကအမြဲတမ်းပြန်လည်တောင်းဆိုသည်ထိုရွာသည်ကြီးမားသောတန်ဖိုးဖြင့်ပေးဆက်ခဲ့ရသည်ဘုန်းကြီးကျောင်း၏ဝမ်းနည်းဖွယ်ရာအဖြစ်ပြက်သည်ဝိညာဉ်တတဝါများထက်ပိုမိုကြောက်မက်ဖွယ်ကောင်းသောကိုကျင့်တရားဆိုင်ရာသတင်းစကားကိုတည်ဆောင်လာသည်အဘယ်ကြောင့်ဆိုသောဤသတင်းစကားသည်လက်တွေ့ဘဝတွင်အမှန်တကယ်ဖြစ်ပျက်နေသောကြောင့်လူသား၏နှလုံးသားသည်မုန်းတီးမှုရန်မျိုးနှင့်အာဏာရည်မှန်းချက်များဖြင့်ပြည့်နှက်နေသောအခါနတ်ဆိုးဖြစ်ရန်နတ်ဆိုးမလိုအပ်ပါသူသည်သူ့ကိုယ်သူမှနတ်ဆိုးများကိုဖန်တီးသည်ဦးစတင်ထောင်လမ်းပြအလင်းဖြစ်တဲ့သောဘာသာရေးကောင်းဆောင်သည်အမှောင်ထု၏အမည်ဖြစ်လာခဲ့သည်သူသည်သူ၏လွှမ်းမိုးမှုကိုအသုံးပြု၍ရွာသားများကိုထိန်းချုပ်ခဲ့သည်သူတို့၏စိတ်ဝိညာဉ်များကိုကြောက်ရွံ့မှုဖြင့်ထောင်ချောက်ဆင်ကာသူ၏ရိုးရာဓလေ့များသည်ကယ်တင်ခြင်းဖြစ်သည်ဟုယုံကြည်စေခဲ့သည်သို့သောအမှန်တကယ်တွင်ငင်းသည်သူတို့၏နုနယ်သောစိတ်ဝိညာဉ်များအတွက်ထောင်ချောက်တစ်ခုသာဖြစ်သည်ဤမှစ၍ကျွန်ုပ်တို့သင်ခန်းစာယူရသည်မှာမြည်သည့်ဘာသာတရားမဆိုအလင်းဖြစ်နိုင်တော်လဲမှားယွင်းသူများ၏လက်ထဲတွင်လက်နက်အဖြစ်ပြောင်းလဲသွားနိုင်သည်
ဆုတောင်းခြင်းသည်ကုစားနိုင်သည်သို့သောတူညီသောဆုတောင်းခြင်းသည်ရည်ရွယ်ချက်မှားယွင်းစွာရွတ်ဆိုပါကလူသက်မှန်တဲ့အဖြစ်ပြောင်းလဲသွားနိုင်သည်လူအဖွဲ့အစည်းကတစုံတဦးအားဝိညာဉ်ရေးရာအာဏာကိုကြီးကြပ်ခြင်းမရှိဘဲသူတို့၏လှုပ်ဆောင်မှုများကိုမေးခွန်းထုတ်ခြင်းမရှိဘဲသူတို့၏စကားလုံးများကိုစင်ကြင်တုံတရားဖြင့်တိုင်းတာခြင်းမရှိဘဲပေးအပ်သောအခါထိုရွာကဲ့သို့ဖြစ်ပျက်တတ်သည်ယုံကြည်ခြင်းပျက်ကွက်ခြင်းမှမဟုတ်ဘဲလူသားတို့၏စင်ကြင်တုံတရားနှင့်ကိုကျင့်တရားကိုဂရုမစိုက်ခြင်းမှပေါက်ဖွာလာသောပျက်စီးခြင်းအခြားကိုကျင့်တရားဆိုင်ရာသတင်းစကားတစ်ခုလည်းအရေးကြီးသည်ရွာ၏တက်ကြီးရွယ်အိုများရိုးရာဓလေ့ဆောင်ရွက်သူများရက်ရွာခေါင်းဆောင်များအားလုံးသည်လူသားများဖြစ်ကြသည်လူသားသည်အမှားယွင်းကင်းသည်မဟုတ်ထို့ကြောင့်သူတို့ပိုင်ဆိုင်သောမြည်သည့်အာဏာကိုမဆိုအမြဲတမ်းစောင့်ကြည့်ရမည်နတ်ဖျားအဖြစ်ကိုးကွယ်ခြင်းမဟုတ်ထိုရွာသည်ရိုးရာဓလေ့ဆောင်ရွက်သူနှင့်ဦးစတင်ထောင်ကိုမျက်စိစုံမှိတ်ယုံကြည်ခဲ့သည်နောက်ဆုံးတွင်သူတို့သည်ခေါင်းဆောင်မှုနှင့်ကျွန်ပြုမှုကိုမခွဲခြားနိုင်တော့ပါမေကွန်းမထုတ်ဘဲနာခံခြင်းသည်အမှောင်ထုသို့စိတ်ဝိညာဉ်ကိုလက်ဝဲအပ်ရန်အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်းသူတို့သတိမပြုမိခဲ့ကြသို့သောဤဝမ်းနည်းဖွယ်ရာအဖြစ်ပျက်သည်ပုံမိုနှဆိုင်သောပုံမိုထိမိသောပုံမိုစိတ်လှုပ်ရှားဖွယ်ကောင်းသောတစုံတရာကိုလည်းသင်ကြားပေးသည်အမှောင်ထုကကဘာကြီးကိုလွှမ်းမိုးရန်ကြိုးစားသောအခါအမြဲတမ်းတိုက်ခိုက်သောအလင်းငယ်လေးတစ်ခုရှိသည်ထိုအလင်းသည်မကြောက်မရွံ့ဘဲမရက်တန့်သူများ၏ပုံစံဖြင့်ပေါ်ထွက်လာသည်ကြောက်ရွံ့မှုကသူတို့၏ကိုယ်ခန္ဓာတစ်ခုလုံးကိုလွှမ်းမိုးနေတော်လဲထိုအလင်းသည်ယာမဦးကြီးကျော်နှင့်အမှန်တရားကိုရယူရန်မဖြစ်နိုင်ပုံရသောစွမ်းအားများနှင့်ရင်ဆိုင်နေရတော်လဲဆက်လက်ယုံကြည်သူများ၏ကိုယ်ထဲတွင်ရှိသည်တတိဆိုသည်မှာမကြောက်ရွံ့ခြင်းမဟုတ်ခြေလန်းတိုင်းက6ကမ်းပါးသို့ဥတီနေတကဲ့သို့ခံစားရတော်လဲဆက်လက်လျှောက်လန်းခြင်းသည်တတိဖြစ်သည်ဘုန်းကြီးကျောင်း၏ဝမ်းနည်းဖွယ်ရာအဖြစ်ပျက်ကအန္တရာယ်ရှိဆုံးဝိညာဉ်စွမ်းအားသည်နတ်ဆိုးများသို့မဟုတ်ရှေးဟောင်းရိုးရာဓလေ့များမဟုတ်ဘဲမိမိကိုယ်ကိုဘယ်တော့မှမမှားနိုင်ဘူးဟုယုံကြည်သောလူသားများဖြစ်ကြောင်းပြသခဲ့သည်ဤမှစ၍အကြီးမားဆုံးကိုကျင့်တရားဆိုင်ရာသတင်းစကားပေါ်ထွက်လာသည်လူသားသည်နှိမ့်ကြသောစိတ်ထားရှိရမည်နားထောင်တတ်ရမည်အသေးအဖွဲမုန်းတီးမှုများကြီးထွားလာပြီးကြီးမားသောပျက်စီးခြင်းဖြစ်သို့မပြောင်းလဲမီရက်တန့်တတ်ရမည်ကျွန်ုပ်တို့သည်တိတ်ဆိတ်ခြင်းသည်အန္တရာယ်၏လက္ခဏာဖြစ်ကြောင်းလည်းသင်ယူရသည်ရွာတရွာလုံးအမှန်တရားအကြောင်းတိတ်ဆိတ်နေသောအခါရောက်လာသည်မှာငြိမ်းချမ်းခြင်းမဟုတ်ဘဲအစိတ်ကဲ့သို့ဖြည်းဖြည်းချင်းလှုပ်ရှားလာသောပျက်စီးခြင်းဖြစ်သည်ယခုမူအရာအလုံးပြီးဆုံးသွားပြီးနောက်ဦးစတင်ထောင်ပျောက်ကွယ်သွားပြီးနောက်ဟူပြိုလဲပြီးနောက်ဝိညာဉ်အတန်များညလေနှင့်အတူပြန်လည်ပျောက်ကွယ်သွားပြီးနောက်ရွာကအကြောက်မက်ဖွယ်ကောင်းဆုံးကိုကျင့်တရားဆိုင်ရာသတင်းစကားတစ်ခုကိုခြံထားခဲ့သည်အမှောင်ထုကိုမတိုက်ခိုက်ဘဲကြီးထွားစေပါကယင်းသည်ကျူးလွန်သူကိုသာမကပတ်ဝန်းကျင်ကဘာတစ်ခုလုံးကိုပါစားမျိုးလိမ့်မည်အမှောင်ထုအနိုင်ရရန်အချက်တစ်ချက်သာလိုအပ်သည်လူသားကဂရုမစိုက်တော့ခြင်းလူသားကမတိုက်ခိုက်တော့ခြင်းအသေးအဖွဲမုန်းတီးမှုတိုင်းသည်ကပ်ဘေး၏အစဖြစ်ကြောင်းလူသားကမေ့လျော့သွားခြင်းဤဝမ်းနည်းဖွယ်ရာအဖြစ်ပျက်သည်အစိုးမြင်စိတ်ကိုမိရှို့နိုင်သောမြည်သည့်အရာမဆိုအသေးအဖွဲဆုံးကိုပင်မြည်သည့်အခါမျှလစ်လျူမရှုရန်ကျွန်ုပ်တို့ကိုတိုက်တွန်းသည်ဉာဏ်ပညာရှိစွာချစ်ရန်နှလုံးသားဖြင့်ဦးဆောင်ရန်မထိခိုက်စေဘဲကာကွယ်ရန်ကျွန်ုပ်တို့ကိုတိုက်တွန်းသည်အမှန်တရားကခါးသီးနေတော်လဲအတန်ဖွင့်ရန်အမြဲတမ်းတတိရှိရန်ကျွန်ုပ်တို့ကိုတိုက်တွန်းသည်နောက်ဆုံးတွင်ဤဝမ်းနည်းဖွယ်ရာအဖြစ်ပျက်ကကောင်းမွန်ခြင်းသည်အမြဲတမ်းစုညံတန်ဖြင့်မအောင်မြင်ကြောင်းသင်ကြားပေးသည်တခါတရံနင်းသည်တိတ်တဆိတ်သို့သောခိုင်မာစွာတိတ်ဆိတ်တော်လဲခွန်အားကြီးစွာတိတ်ဆိတ်တော်လဲမတုန်လှုပ်ဘဲအောင်မြင်သည်အဘယ်ကြောင့်ဆိုသောအလင်းသည်အမှောင်ထုကိုမောင်းထုတ်ရန်အော်ဟစ်တန်မလိုအပ်ပါခြင်းသည်လင်းရန်သာလိုအပ်သည်